မိုးကုဆရာတော်ဘုရားကြီးမဟာစီဆရာတော်ဘုရားကြီးအောင်ဒုက္ခဆရာတော်ဘုရားကြီးနှင့်အရေးအဝါဒကျေးဇူးတော်ရှင်ဖြစ်တော်မူသောလေကြီးဆရာတော်ဘုရားနှင့်တကွာအရိယာတန်ခါသုံးရိတန်ခါပေါင်းမှာဥထိတ်ထားလေယနေ့16ရက်4လ2026ခုနှစ်1389ခုနှစ်နောင်ကစုံလာစဉ်တည့်ရက်နေ့ယနေ့ဟောမယ့်တရားကောင်းစဉ်ကတော့ကြောက်ရွံ့သာဤသို့နေရပါသည်ဓမ္မဒေသနာဖြစ်ပါလေဗျာဒီနေ့ဟောမယ့်တရားကောင်းစဉ်ကကြောက်ရွံ့သာဤသို့နေရပါသည်ကြောက်ရွံ့သာဤသို့နေရပါသည်ကြောက်လို့မဒီကချင်ဝိနေရတာပြောတာမဟုတ်ဘူးနော်ပြောပြမယ်ပြောပြဒီမဲ့တိပွင့်တွေကကာလဝိဘတ်နာဘုဒ္ဓဒီမဲ့တိပွင့်တွေကကာလဝိဘတ်နာဘုဒ္ဓနမတိပွင့်လေးကပဇာနာတိတိအောင်လုပ်၍ကိုသာဓုခေါ်နိုင်ပါစေပဇာနာတိတိအောင်လုပ်၍ဇာနာတိလည်းတရားရတယ်ပဇာနာတိလို့လည်းပြောတယ်ပဇာနာတိတိအောင်လုပ်၍ကိုသာဓုခေါ်နိုင်ပါစေနမသုံးပွင့်လေးကကြောက်ရွံ့သာဤသို့နေရပါသည်နံပါတ်4ပွင့်လေးကမိနစ်အသက်ရှင်၍နေပါနံပါတ်4ပွင့်လေးကမိနစ်အသက်ရှင်၍နေပါဒီနေ့ဟောမယ့်တရားကောင်းစဉ်ကကြောက်ရွံ့သာဤသို့နေရပါအဲ့တော့ပထမဘယ်နေ့မြောက်ကလည်းဒီဟောသွားတယ်သူစိမ့်လို့ကြပြီးပါလေအဲ့ဒါဘာလဲလေကြောက်ပါလေလေဘာလဲလေအဲ့ဒါကောင်းစဉ်ရကြောက်ခါမှာတတိယသူအခုကျတော့ဗါလိမ့်မယ်ကြောက်ရတာဤသို့နေရပါသည်မတ္တိပိုင်လေးကကာလဝိဘတ်နာဘုဒ္ဓတပည့်တော်တို့ပိယတော်ဇာယတော်တောကောချစ်ခင်တွေ့တာမှုသည်တောကကိုဖြစ်စေ၏ချစ်ခင်တွေ့တာမှုကြောင့်တပည့်တော်တောကမဖြစ်အောင်လားဖြစ်ရလားဖြစ်ရအဲ့ဒီတောကဒီကြောင့်ပဲကာလဝိဘတ်နာဘုဒ္ဓတာပဲနော်ကုသလဝိဘတ်အကုသလဝိဘတ်ကုသိုလ်ကြောင့်ဖြစ်တဲ့အကျိုးပေးတွေအကုသလဝိဘတ်အကုသိုလ်ကြောင့်ဖြစ်တဲ့အကျိုးပေးတွေအကျိုးပေးတွေဟာဘာဖြစ်လဲပိုးသွားပိုးပြီးတက်တာဒါကြောင့်မို့ကာလဝိဘတ်နာဘုဒ္ဓကိုပြောတာအဲဒီလိုပိုးသွားတာကိုတပည့်တော်တို့ဖြတ်တဲ့လမ်းကိုမသိရင်ဖြတ်နိုင်မှာမဟုတ်ဘူးသူပိုးသွားလာတော့တပည့်တော်တို့လည်းဒုက္ခတွေဘာဖြစ်လဲခံရအဲ့ဒီဒုက္ခတွေခံရမှာရိုးရိုးခံရမှာလားဆိုတော့ဝိဘတ်အနေနဲ့ဝတ်ကောင်ကြီးဖြစ်ခံရမှာဒုက္ခရောက်ပြီဆိုတော့ဝိကောင်ကြီးပေါ့ဝိကောင်ကြီးဖြစ်ခြင်းနဲ့မှဒုက္ခတွေနဲ့ဝိကောင်ကြီးဖြစ်ပြီးတော့တပည့်တို့ခံကြရမှာနော်ခံကြရမှာအဲ့တော့တပည့်တို့အကြက်ထဲမှာကြားပြရမလားရှင်လားလို့ပြဿနာပေါင်း16000ဆိုတာအဲ့ဒါပြဿနာပေါင်း16000ရှိတာပဲလူတိုင်းရကုသိုလ်နဲ့ပတ်သက်လို့အကုသိုလ်နဲ့ပတ်သက်လို့ပြဿနာပေါင်းပါဖြစ်လေ16000ရှိတာနော်ဒါတကယ်ပုံရပြောကြအဲ့ပြဿနာပေါင်း16000ရှိတဲ့နောက်ကနေပြီးတော့ဘာဖြစ်လဲနာဘိုးတက်ပြီးသွားတာနော်အဲ့လိုနာဘိုးတက်သွားတာမှန်သမျှကိုဖြတ်နိုင်တာကတော့အဲ့ဒီဝိပဿနာဘက်ကဖြတ်နိုင်တယ်လောကုတ္တရာဘက်ကအပြီးတိုင်အပြေတကားပြိတ်ဖို့အတွက်အပြီးတိုင်ဖြတ်နိုင်တယ်အဲ့ဒီလိုမှမဟုတ်ဘူးဖြတ်နိုင်ဘယ်လောက်ကြီးသူကဖြတ်နိုင်လဲဆိုစားတလျက်နဲ့တန်တရာစီကျွေးကြအောင်ဆက်နိုင်တယ်တန်တရာပါမဲ့ကျွေးကိုဗာမယ်စားတလျက်ရက်လိုက်တာနဲ့ကြံဆက်နိုင်တယ်ဒါအမှန်မှလေးပြောမယ်နောက်ချက်ကတပည့်တို့အကုသိုလ်တက်တဲ့မတက်ချက်အကုသိုလ်တစ်လုံးလုံးလောကုတ္တရာမတက်ချက်နဲ့ကြည်ရောတယ်နော်အဲ့တော့လုံးတင်တာဟောရှိတာတော့ဟုတ်တယ်မလားတပည့်တော်တို့အကုသိုလ်တပည့်တော်တို့ဧကုလိမာလာကြည်ပေါ့နော်ဧကုလိမာလာအကုသိုလ်သူ့ဘဝနေတဲ့လျှောက်မှာသူလောက်တာမဟုတ်ဘူးလားလူပေါင်းဘလောက်တက်1000ကျော်တယ်လေသူတက်တာဟုတ်တယ်မလားဒီလက်မလာလက်ညိုးလားလက်ညိုးပေါင်း1000ရဖို့အတွက်လူပေါင်းဘလောက်တက်လေ1000ကျော်အောင်တက်တယ်နောက်ပြီးဆုံးမှာပဲသူ့အမေတော်တက်တော့မယ်ဆဲကိုဖျားနဲ့တွေ့တော့မှသူလွတ်သွားတာအဲ့တော့သူ့ရဲ့အဲ့ဒီတက်လူတွေဒီလောက်1000ကျော်တက်ခဲ့တဲ့ဟလာအကုသိုလ်ဝိဘတ်သူမခံရအောင်ခံရမှာသို့တော့နောက်ပြီးဆုံးဘာမှဖြတ်နိုင်တာလဲအကုသိုလ်တစ်လုံးလုံးမတစ်ချက်နဲ့ဖြတ်နိုင်တယ်အဲ့လိုပဲစားတလင်းလေးတန်တာသေးကြအောင်ဆက်တယ်ဆိုတော့ဥပမာလေးပြောတာအဲ့ဒီမှာဗာလေဒီဘောစားတလျက်ဆိုတာဒီဘိုင်းအောင်တဲ့သူစားတလျက်တိုက်လိုက်လို့ရှိရင်အဲ့ဒီစားတလျက်တိုက်လိုက်တာနဲ့ဘိုင်းအောင်တဲ့သူကပြီးပြောက်ဒါပေမဲ့အဲ့ဒီဘိုင်းအောင်တဲ့သူကအကျွေးသူကစားတလျက်
ပေးမဲ့မဟုတ်ဘူးကဒီပတ်စံချရမယ်လူပေါ့ပတ်စံချရမယ်လူကအကျွေးပေးရမယ်လူကသူ့မှာစားတက်ရရှိတယ်သူများဘိုက်အောင်ကိုကုနိုင်တဲ့စေစားတက်ရရှိတယ်သူနော်အကျွေးရပါလေသူကသူ့အကျွေးရှင်ကိုအကျွေးပေးရကျွေးပေးရဒါပေမဲ့နောက်ပြီးဆိုမှအဲ့ဒီအကျွေးရှင်ကဘာဖြစ်လဲဘိုက်အောင်တွိုင်းလာတယ်ဘိုက်အောင်လည်းဘိုက်အောင်သူနဲ့လည်းတူတယ်လို့သူကသူ့မှာစားတက်ရရှိတယ်ပေးမယ်ဟာတော့ဆိုပေးပါငါအရင်ဘိုက်အောင်လည်းပေးမယ်ဒါပေမဲ့ပေးမယ်သူဒါပေမဲ့ခင်ဗျားမှရှိတဲ့ကျွေးတင်နေတဲ့ကျွေးတွေမှန်သမျှကြည်ပြီးလို့ခင်ဗျာတတ်မှတ်ပေးမယ်ဆိုတော့အဲ့စားတက်ရပေးမယ်ဆိုတော့ဟိုကဘာဖြစ်လဲဒါဆိုရင်ကြည်တယ်လို့တတ်မှတ်ပါမယ်ပေးပါဆိုတော့ပေးလိုက်ပေါ့အဲ့ဒီကျွေးတွေမကြည်လားကြည်လားအေးကြည်တယ်အဲ့ဒီလိုပဲအကုသိုလ်တစ်လုံးလုံးအဲ့ဒီမက်တစ်ချက်နဲ့ကြည်တယ်လောကုတ္တမက်တစ်ချက်နဲ့အားလုံးကိုဖြတ်နိုင်တယ်နော်ရှင်ပြတော့အဲ့ဒါလေးဒါဆိုရင်အကုသိုလ်ဒီတစ်လုံးလုပ်ခဲ့တာတပည့်တော်တို့ဒီလောကုတ္တမက်တစ်ချက်နဲ့ဖြတ်နိုင်တယ်ဆိုတော့ဒီဖြတ်နိုင်တဲ့တရားကိုတပည့်တော်တို့ဘာဖြစ်လဲသိကြီးပဲကြီးတော့လုပ်ဖို့လိုတယ်နော်ကိုရေးကိုကြီးဖို့ပါလိုတယ်ကိုပယ်ကားပိတ်ရေးကိုရေးဆိုပြီးတော့ဟဲ့လားလုပ်ဖို့လိုပါတယ်နော်လုပ်ဖို့လိုပါတယ်အဲ့တော့ကာလဝိပ္ပန္နဘုဒ္ဓချိန်မှာအဲ့ဒါဆိုပြင်းပါလိမ့်မယ်နောက်ဘုဒ္ဓနေတာပဲတပည့်တော်တို့လုံးသမျှကုသိုလ်အကုသိုလ်ကြောင့်ဖြစ်တဲ့ဝိပတ်အကျိုးတွေဟာအကျိုးပေးတွေဟာကံဟုတ်တွေဟာအရှိန်တွေမြင့်တက်နေတာပဲအဲ့ဒီအရှိန်တွေမြင့်တက်တာနဲ့တပည့်တော်ခံရမယ်ဟဲ့လားဝိကောင်ကြီးကကောင်းတဲ့ဝိပတ်ပဲလာလားမကောင်းတဲ့ဝိပတ်ပဲလာလားကုသိုလ်ကြောင့်ဖြစ်တဲ့အကျိုးပဲဖြစ်ဖြစ်အကုသိုလ်ကြောင့်ဖြစ်တဲ့အကျိုးပဲဖြစ်ဖြစ်ဘာဖြစ်လဲ30ပုံမှာရပြီးဘာခန္ဓာရမှာတော့ဒုက္ခခန္ဓာရမှာဒုက္ခခန္ဓာရမှာဆိုတော့ဝိကောင်ကြီးပေါ့ဒုက္ခရမှာတော့ဝိကောင်ကြီးဖြစ်နေပဲတက်ခါလဲရအောင်မယ်နော်ဒါကြောင့်မလို့ဒီကာလဝိပ္ပန္နဘုဒ္ဓကြီးကိုတက်နိုင်တဲ့ဉာဏ်ကိုတပည့်တော်တို့မြင်သွားဖို့လိုတယ်နံပါတ်1pointလေးရတာနံပါတ်1 point လေးပြီးနံပါတ်2 point လေးကပါလဲအာဇာနာတိသိအောင်လုပ်ရင်ကိုသာဓုခွန်နိုင်ပါစေတဲ့နော်အရှင်များတို့ရက်တဲကိုပြန်သွားမယ်ရိတ်တာမှာပဲနေရက်တဲမှာပဲနေတတိကံပညာတရားလက်ကိုက်ထားမယ်လို့ပြောဘူးလားဘလို့နေဘလို့စားဘလို့တော့မှတ်ရမယ်လို့မနက်ကလည်းပြောခဲ့တယ်မလားအတိတိပိတိခါဤဒေဇာတိတိသမဇန္တကာဤစံဟာလားဘာဖြစ်လဲဟောခဲ့တယ်ဒီမနက်ကအတိတိစားလေတိရက်လေတိသွားလေတိဝါလေတိပြောခဲ့တယ်အဲ့လိုတိခြင်းဟာဟဲ့လားတတိတံပညာရှင်းပြီးတော့ဘာဖြစ်လဲဉာဏ်နဲ့ရှင်းပြီးတော့တတိနဲ့ဉာဏ်ရှင်းပြီးနေပါလို့ပြောခဲ့တာပြောခဲ့တယ်အခုလေအဲ့လိုပဲမြတ်စွာဘုရားအဲ့လိုပဲပြောခဲ့တယ်အခုလည်းတစ်ခါထပ်ပြောတယ်ဒီလိုစားတာနဲ့ရက်တာဝါတာသွားတာပြီးတဲ့အပြင်နဲ့သူကကွေးတာဆက်တာတော့သိရအောင်ပဲလက်ကွေးတာလက်ဆက်တာတော့သိရအောင်ပဲအပေါ်လေးဆွတာတော့သိရမယ်လို့မြတ်စွာဘုရားပြောတယ်အဆုံးကိုပြောခဲ့နော်ဒါမှမဟုတ်အဆုံးကိုပြောခဲ့ဆိုတော့ဗာလေတပည့်တို့အဲ့လိုနေနေတဲ့အရာကြီးအားလုံးဟာဓမ္မတွေပဲလေဓမ္မအမြင်မမြင်လို့တပည့်တို့ကဖြစ်လေသန္တရာမှာဒုက္ခရောက်ကြတယ်ဓမ္မအမြင်ကိုဓမ္မအတိုင်းမြင်သွားမယ်ဆိုသန္တရာမှာဒုက္ခရောက်စရာမရှိတော့ဘူးနော်အဲ့ဒီမှာတတိတံစင်ညကျန်လက်ကင်ထားပြီးသိရမယ်တဲ့တတိဆိုတာသိနေရမှာသမဇာညဆိုတာသွားလာလှုပ်ရှားတဲ့အရာတိုင်းကိုသိရမှာဂတိသွားလေသိဂတိသွားလေသိတိတိရက်ရင်လည်းသိနိတံတိထိုင်ရင်လည်းသိပါတုတ်တိအိတ်ချင်လည်းသိပါအဘိအိတွေရှေ့ကိုသွားလေသိပဏိအိတွေနောက်ကိုဆုပ်လိုက်လေသိပါရှေ့ကိုသွားလိုက်လေသိလိုက်ဖန်သိလိုက်နောက်ကိုဆုပ်လိုက်လေဖန်သိလိုက်အာလောကိတွေတက်လက်ကြည့်လေသိတက်လက်ကြည့်လေဘာဖြစ်လဲတတိတံပညာလိုက်ပေးပါတတိတက်ကြမှာကသိနေတာပေါ့စားမဲ့ကြည့်တော့လေသိနေတာနော်အဲ့တော့တံပညာဆိုတာဘာလဲဆိုတော့လှုပ်ရှားတဲ့အမူအရာတိုင်းကိုသိနေတာနော်သိနေတာအဲ့တော့အာလောတိတိတက်ကြည့်လေသိဝီလောတိတိစားမဲ့ကြည့်လေသိသမိစတိစံညာမှဝေးတဲ့အခါမှာလည်းသိနော်ဆက်လိုက်တယ်လက်ကဆက်လိုက်တယ်ဝေးလိုက်ပြီးစားလည်းဘာလို့ရမလဲသိလိုက်ပါအမှတ်တစ်မဲ့အလွတ်တန်းမနေပါနဲ့အလွတ်တန်းမနေပါနဲ့ပတာလိတိကိုယ်ရမှဆက်တဲ့အခါလေးသိပါကိုယ်ရနေဆက်လိုက်ပြီးသိလိုက်ပါဒါရမမြဲတဲ့သဘောတရားသိလာတာနဲ့မမြဲဘူးပြတ်သွားပြီဆိုမသိဘူးလားသိမှာလားသိမယ်ဥစေရပတဝကံကိုကျင်ကြီးကျင်ငယ်စွန့်လဲသိပါအဲ့တော့ဘာမသိကြရှိနောက်ပြီးဆိုပါပြီကျင်ကြီးကျင်ငယ်စွန့်လဲသိပါဆိုသုံးပုံအဲ့ဒီမှာဟိုပါပေါ့ဖျားလက်ချက်တော့မဟုတ်တော့ဘူးအဲ့မှာပြောတယ် lady salary လက်ထက်လာပါလားအဲ့မှာပြောတယ်လူတယောက်အရှင်ဘုရားတွေတင်းကြီးတင်းကြီးစွန့်နေသိကြတော့တဲ့အဲ့ဒါကြတော့လေမဟုတ်ဘူးနဲ့တူတယ်ဒီလိုမျိုးသိရကြမကောင်းနဲ့တူဒါဆိုရင်မကောင်းဘူးဆိုရင်တင်းကြီးနဲ့မစွန့်နဲ့တင်းငယ်နဲ့မစွန့်နဲ့အဲ့လိုနေကြမှာမကောင်းဆိုရင်လေဟောကောင်းလို့ကျမ်းမာနေကြတာလေအဲ့ရှင်းရှင်းလေးပဲသိရဟုတ်တယ်မလားအဲ့ဒါကိုမစွန့်နိုင်ရင်ကျမ်းမာပါမလားမ
မချမ်းပါဘူးလေအဲ့တော့ကျင်ကြီးကျင်ငယ်ဆိုရင်ဘာလို့ရမလဲသိရမယ်နော်ဂတိတွားလေးသိပါတိတိကြက်လေးသိပါမိတ်တန်ဒီထိုင်လေးသိပါတုတ်တီအိတ်လေးသိပါအဘိအိမ်တွေရှေ့သွားရင်လည်းသိလိုက်ပါတဲ့ပဏိအိမ်တွေနောက်ဆုတ်ရင်လည်းသိပါအာလောကိတိတက်တက်ကြည့်လည်းသိဝီလောကိတိစောင်းခဲ့ကြည့်လည်းသိသမိတ်စတိဆန့်ရမှကိုးရတဲ့အခါလည်းသိပါတယ်ပတိပတာရိတိကိုးတဲ့အခါကိုးရကနေဆက်လိုက်တဲ့အခါမှလည်းသိပါတယ်ဥစ္စာကပတောတမီကျင်ကြီးကျင်ငယ်ဆိုရင်လည်းသိပါတယ်လူယောဂီများအဲ့လိုအချက်တိုင်းကိုသိရမှာမဟုတ်ဘူးလားသိရတယ်နော်သိရတယ်ဒါရှိကဟလာအရိယာတွေဝိတ္တိလို့ရှိရင်မဟုတ်ဆရာတော်ဘုရားကြီးတို့ဒီဟလာဖယားပိစိကဗုဒ္ဓတွေရဟန်းတာတွေကျင့်သွားတယ်ကျင့်သွားတဲ့အတိုင်းသိတဲ့အခါမှာဘာဖြစ်လဲကျင့်ကြီးကျင့်ငယ်ဆုံးတဲ့အခါမှာသိသွားတဲ့အခါမှာမဲ့ကြသွားတာလေရှိတယ်နော်အဲ့တော့အလုံးလုံးရင်းနဲ့နေတိုင်ရုံရင်းကိုင်းနဲ့လည်းမဲ့ကြသွားတာရှိတယ်အဲ့ဒီမှာတပည့်တော်တို့သိမှုဆရာတော်ဘုရားကြီးလမ်းမှာသွားရင်းနဲ့ဟလာတပည့်တော်ဒုတိယမဲ့မှာလို့ဖြစ်ပါတယ်ဒုတိယမဲ့မှာဘာဖြစ်လဲအလေးဆိုရင်လည်းဘာဖြစ်လဲမဲ့ကြသွားတာပါမဲ့ကြသွားတာပါဒါလည်းမယုံမရှိဘူးတကယ်လုံးကြည့်ရင်သိတာပဲလုံးမကြည့်ရင်မသိဘူးရှင်များနော်လုံးမကြည့်ရင်မသိဘူးဒါကြောင့်မို့ရှင်များတို့ဥမာ9နာရီကြာ6နာရီကြာထိုင်ရမှာလားဆိုတော့ထိုင်လို့ကြသွားတာလည်းရှိမထိုင်မဲနဲ့ကြည့်ယူရင်းနဲ့အခုလိုပြောင်းထိုင်ရတော့၄ပါးဆုံးမှာမှတ်ယူနေရင်းနဲ့ကြသွားတာလည်းရှိအဲ့ဒီခါမှာအမှတ်မထင်ဟာငါဝေဒနာကြီးချက်သွားပါလားလို့အမှတ်မထင်ဖြစ်သွားတယ်နော်ဘလောက်မှမကြလိုက်ဘူးဖြစ်သွားတယ်နော်အဲ့ဒါမျိုးလည်းရှိပါတယ်အဲ့တော့အဲ့လိုမျိုးမှတ်နေမယ်ဆိုရင်ရှင်ကလက်တွေ့သုံးချကြည့်လိုက်ပါအဲ့လိုမျိုးမှတ်နေမယ်ဆိုရင်ကိုမှတ်တဲ့တရားကိုကိုယ်ကိုတာလို့ခေါ်တယ်ကိုယ်ကိုတာလို့ခေါ်တယ်အရက်တင်းမှာကြတော့သူများတွေဒါနလုပ်တယ်အလှကြီးတန်းကြီးပေးတယ်အော်ကောင်းလိုက်တာငါလည်းအဲ့လိုပြီးကောင်းမယ်တာတုလို့ခုံးတာသူများရှိဒါနကိုနေနေတင်နေဖြစ်လို့သူတစ်ပါးတော့ကိုဘာဖြစ်လဲကိုကတာလို့ခေါ်တယ်ကိုကအလှကြီးတန်းကြီးပေးတယ်သူများတာလို့ခေါ်တယ်နော်အဲ့ဒါအခုမှတရားဟောနေတရားပြနေဆိုသူများတာလို့မခေါ်ဘူးလားဒါပေမဲ့ကိုတာလို့ခေါ်နိုင်ရဲ့လားလို့စမ်းစင်းရနော်တမထတွေဘာများနေဗတိတွေစိတ်တယ်အော်သူဗတိစိတ်တယ်ကြည်စမ်းတာလို့ငါလည်းလုပ်ရင်ကောင်းပါပဲသူ့ကိုဘာဖြစ်လဲကိုကတာလို့ခေါ်လိုက်တယ်နင်းလေခြေလေတာလို့ခေါ်နိုင်နေကြဒါပေမဲ့ကိုတာလို့ခေါ်နိုင်ခြင်းအရာကိုဘယ်သူတွေတွေ့မလဲဘယ်သူမှမသိကိုပဲကိုသိနိုင်သူများမသိလေပိုကောင်းနေတယ်သူများသိနေဒုက္ခရောက်တယ်သူများမသိလေပိုကောင်းနေတယ်ဒါကြောင့်မို့သူတော်ကောင်းနေပြီဒီမှာဘာဖြစ်လဲသူများမသိပဲလှည့်လို့နဲ့လှုပ်ပြီးတော့မှတစ်ချိန်ကျမှဟုံးဆိုထသိတာမျိုးသူတော်ကောင်းတွေကလှည့်လို့နဲ့လှုပ်တစ်ချိန်ကျမှဟုံးဆိုထသိတာမျိုးဘယ်တော့မှထင်ပေါ်သူများသိအောင်မြင်အောင်လုပ်တဲ့အလုပ်မျိုးဘယ်တော့မလုပ်အဲ့လိုပုဂ္ဂိုလ်များဟုံးဆိုမှထသိနော်အဲ့တော့အဲ့လိုမျိုးကိုကိုတာလို့ခေါ်နေတာဘယ်တရားလဲဝိပဿနာတရားအရှင်ဘုရားတို့ကိုမနဲ့အစားလဲရှုလို့တပည့်တော်ပြောတယ်စားတဲ့အခါမှာရှုမိကြတာလားရှုမိကြတော့ဘလို့အချက်ကလေးတွေတွေ့တယ်လေခုနကဒကာကြီးကရှောက်ပြီးတော့ဒကာကြီးတွေ့တဲ့အချက်ကိုမနေ့ကရှောက်ပြီးပြီအရှင်ဘုရားတို့ထူးထူးခြားခြားတွေ့ရမျိုးလေးရှိသလားဒီကြောင့်ညာရေကုန်နှုတ်ပိတ်နေတယ်နော်ကြာလေးပြောမှမယ်သိပြစီဆရာလေးရဲ့အဲ့တော့အရှင်ဘုရားတို့လည်းရှုခိုင်းတယ်တပည့်တော်ကမရှိဘဲနဲ့မမှတ်ဖဲနဲ့တပည့်တော်မနေ့ကစားတဲ့အချိန်မှာဘာစားလဲဆိုတော့တပည့်တော်တို့အနေတက်သားချော်နဲ့နော်ဘာနဲ့စားလဲကစုံရဲ့ကြော်နဲ့ရုပ်သီးစိမ့်ချက်နဲ့ဟင်းကြိုနဲ့ချမောင်ရင်းကြိုနဲ့အဲ့ဒီအခါမှာတပည့်တော်ကခုနကဘာလဲကြက်မွကြော်ကိုထည့်ပြီးစားတယ်စားတဲ့အခါမှာကြက်မွကြော်လေးကောင်းလေးစားတာလေးဘာလေးလေမှတ်လိုက်တဲ့အခါတဲ့အခါတပည့်တော်ကကြက်ဆိုလို့ရှိရင်အသားကိုမကြိုက်ဘူးဘယ်တော့မှအသားတွေကကက်နေတဲ့အသားလေးတွေအသားပွားစီလေးတွေဥပမာအနှစ်ကလေးတွေအဲ့ဒါလေးတွေတိုက်ပြီးရွေးစားတယ်ကြက်အသားရွေးမြင်ရစားခြင်းအဲ့ဒီအခါမှာတပည့်တော်စွန်းဟင်းလေးကိုစွန်းတပင်းလေးကိုထည့်လိုက်တဲ့အခါမှာဘာဖြစ်လဲအသားဘက်လေးတစ်ခါကအသားဘက်ဒုံးချင်းလေးပါလာတယ်အကြီးတော့မဟုတ်ဘူးသူမှွားထားတဲ့အခါမှာအသားဘက်ခက်ကြီးပါလာတယ်ပါလာတော့စားရင်းနဲ့မှတ်ချင်းစားရင်းနဲ့နောက်ပြီးဆုံးစားနေတာကဘာဖြစ်လဲကိုကတဘောကဒီအသားဘက်ကိုမကြိုက်တဲ့အခါကျတော့အသားဘက်ကိုကိုယ်ရှာပြီးစားလိုက်မှနောက်ပြီးဆိုဘာဖြစ်အသားဘက်နဲ့ကိုယ်နဲ့တက်တိုးပါတက်တိုးတဲ့အချိန်မှာဒီအသားဘက်ကိုတဘောလေးပေါ်မှာအသားဆိုမစားချင်ဘူးဒီသားဘက်မစားချင်တဲ့အခါကျတော့သူကဘာဖြစ်လဲတက်တိုးတဲ့အခါကျတော့စိတ်ကဘာဖြစ်မှာ
ဩငါထပ်ပြီးတော့ထည့်လိုက်ပဲဒါလေးကိုခြံထားမယ်ထပ်ထည့်လိုက်ဆိုရဲစိတ်ဖြစ်လိုက်တဲ့တော့မှညံနေကြည့်လိုက်ကိုသွားမယ်လေပြတ်သွားတက်လဲပြတ်ပေါ်ထပ်ထည့်အစ်စ်ဖြစ်ပါအောင်လားမဖြစ်တော့အဲ့ဒါနေပဲအဲ့ဒီအသားလေးမစားချင်တဲ့အသားလေးကိုစားလိုက်မစားချင်ဘူးဆိုတဲ့စိတ်ကလေးကိုတော့မှညံနေကြည့်လိုက်မစားချင်တဲ့စိတ်ကလေးကိုညံနေကြည့်တော့သူပြတ်မသွားအောင်လားပြတ်သွားအဲ့ဒီအသားဘက်ကလေးစားလိုက်ချောချောမောမောဘာဖြစ်လဲမစားချင်ဘူးဆိုရင်ချောချောမောမောဝင်သွားတယ်အဲ့တော့ဥပမာဘယ်လိုပြရမလဲဆိုလို့ရှိရင်တပည့်တော်တို့စိတ်ကလေးတစ်ကောင်ကိုအရှင်များတို့ဒီတိုးတက်ပြီးတော့ဗာဖြစ်လေလှမ်းထားတာပေါ့လှမ်းထားတယ်လို့ခေါ်မှာပေါ့နော်ဒီမှာသူ့ခြိတိုင်းမှာပေါ့ခြိတိုင်းမှာလှမ်းထားတဲ့အခါကျတော့စိတ်ကလေးကသူ့ရုံးမယ်လို့ကြံလိုက်တယ်သဘောပေါက်ကြည့်တော့နားကြီးနဲ့တောင်းစိတ်ကလေးကရုံးမယ်လို့ကြံလိုက်ပြီဗာဖြစ်လေအရှင်သခင်ကဗာလေစိတ်ကအရှင်သခင်ကဗာလို့တော့ဆိုဖန်ဆလိုက်သူရုံးနိုင်နေရလားအဲ့တိုင်းကြည့်ရတယ်ယောဂီများတရားမှတ်တယ်ဆိုတော့အဲ့ဒီတိုင်းကြည့်ရသူယုံတော့မယ်သူလွတ်ထွက်တော့မယ်လေလွတ်ထွက်တော့ရင်ဘာဖြစ်ရမလဲတတိလွတ်တဲ့ကြောက်ကိုဘာလုပ်မလဲတောင်ခုတ်မယ်လေအဲ့တော့တတိကိုဘာလုပ်ရမလဲစိတ်ကလေးကိုဘာဖြစ်လဲခြိတိုင်းတိုးဆိုတဲ့ခြိတိုင်းမှာဒီခြိတိုင်းမှာငုတ်တိုင်မှာစိုက်ပြီးတော့ဘာဖြစ်လဲခြိထားတယ်သူခြိထားတဲ့အခါမှာစိတ်ကလေးကဘာဖြစ်လဲသူယုံပြီးထွက်ဖို့သူယုံတာအပြင်ကိုထွက်ဖို့သူယုံတာယုံလိုက်ကောသူ့ရဲ့အရှင်သခင်ကဘာလုပ်လဲတော်လဲဆိုတော့သူယုံနေတယ်ယုံမယ်လို့ကြံထားရှိသေးတယ်သူ့ဟန်ဆက်လိုက်တော့သူယုံနေတယ်လားအဲ့ဒါပဲဒီလိုမျိုးကြည့်ခဲ့တာလေမနက်ကရှင်များတို့ပြောရင်မဖြစ်သေးပါဘူးဒါကညံရှင်းတဲ့လူတွေမှနားလည်မှရှိတယ်ညံတွတဲ့လူနားမလည်ပဲရှိမယ်ဆိုရင်လည်းသူတို့စားတာတောင်းနေပဲညှကြမှာပဲငါတရားဝဲကြမှာပြောမယ်ဆိုပြီးတော့ပြောတာပါအဲ့လိုမျိုးမှတ်လိုက်ပြီဆိုရင်ကိုယ့်အရှင်များတို့ဝမ်းမမြောက်ကြဘူးလားပီတိမဖြစ်ဘူးလားကောင်းလိုက်တာဒီတရားကိုငါစောစောစီးစီးသိထားလို့ဒီလိုမှတ်နိုင်တာကောင်းလိုက်တာလည်းမဖြစ်ဘူးလားဖြစ်တယ်လားအဲ့တော့ကိုယ့်ကိုတာဓုခေါ်နိုင်တယ်ဆိုတာဘယ်ခြာကတာဓုခေါ်နိုင်တာလဲအဲ့ဒီဝိပဿနာပဲဖြစ်လိုက်တာလေတာဓုခေါ်နိုင်ပါလေဒုယောဂီများအဲ့လိုမှဒါကလူသိသလားဒါရှင်များတို့ဒါရှုခွက်ပေးပြီးတော့ချပြလို့ရှင်များတို့သိတာလေကိုတိုင်းတာလေးသိရကြကိုတိုင်းတာလေးတာဓုခေါ်နိုင်တယ်လားသူတစ်ပါးမသိနိုင်တဲ့အရာနော်အဲ့တော့ဒါနတွေလုပ်မယ်ရှင်များတို့သီလတွေလုပ်မယ်တက္ကသဘာဝနာတွေလုပ်မယ်အဲ့ဒီကမှမြင်ရတွေ့နေဖြစ်တဲ့အတွက်ကြောင့်တာဓုကောင်းတယ်သူလိုမျိုးငါလုပ်ရင်ကောင်းပါပဲဒါလေးကဘာဖြစ်လဲပါလေးရှိတာကိုလေသူ့တော့တာဓုခေါ်တယ်တာဓုခေါ်လို့ရှိရင်တော့သက္ကပုံရှိတယ်လေဘာဖြစ်လဲသက္ကပုံရှိတယ်လေရှင်များတို့ပြောပါအောင်မှတ်မိတဲ့လူကနာကိုမလေးရှင်များတို့ကနော်နာကိုတောင်းရှိသာဓုတိဟောလေအတင်ချေဒါကတော့စံနှုန်းပြရပါနော်ရှင်များတို့စံနှုန်းပြရပါကြည့်မှမရမယ်ဆိုတော့လေရှင်များတို့သိတာဒါလေးနည်းနည်းလေးရှင်းမယ်နာကိုတောင်းရှိတရားနာတဲ့ပုဂ္ဂိုလ်များတဲ့နာကိုတဲ့ကိုခတိပြေမလားဘူးလေနော်မဟုတ်သေးမြတ်စွာဘုရားဘယ်ဝါမြဲနေလို့ပြောတယ်မလားအစွဲကိုမဖြုတ်နိုင်ရင်တော့ရှင်များမရသေးဘူးဒါပေမဲ့အရှင်များတရားနာတယ်အစွဲဖြုတ်နိုင်တယ်ဆိုရင်တော့ကိုယ်ကနေပဲမလားဘူးဆိုအစုံပိတ်လို့ရှိတာပေါ့လေဒါကလည်းအားလုံးကိုဒါကတွန်းအားပေးသွားတာပါเนาะတွန်းအားပေးသွားတာတကယ်တမ်းကတော့ဒီပြီးတော့အစွဲကိုဖြုတ်နေတဲ့တရားနာလည်းသိချရပါတယ်เนาะနာကိုတောင်းချစ်တရားတောင်းတဲ့တရားဟောပါလို့တောင်းတဲ့သူကရှစ်ကဘာပဲမလားဘူးเนาะနာကိုတောင်းရှိတာဓုတိကိုဒီနားရခုဒါနာရီလို့ကောင်းလိုက်တာတာဓုအဲ့လိုတာဓုခေါ်လိုက်တယ်ဒီနားရီလို့ကောင်းလိုက်တာသူဒီနားရီစောက်တယ်ငါလည်းစောက်တယ်မှာပဲတာဓုသူများတွေဘာဖြစ်လဲဘုရားတွေရှိခိုးနေတယ်ပတိတွေစိတ်နေတယ်ကောင်းလိုက်တာငါမှပတိမှမစိတ်ဖြစ်ဘူးဘုရားလည်းမရှိခိုးဖြစ်ဘူးကြာပြီဆိုတော့သူ့ဘာဖြစ်လဲတာဓုနဲ့ခေါ်လိုက်တဲ့အခါကျတော့ဘာဖြစ်လဲဘာလို့နာကိုတောင်းရှိသာဓုတိအဲ့လိုသာဓုခေါ်တဲ့သူကတက္ကမပဲမလားဘူးဒါလေးတော့ဘုရားလည်းဖတ်တာဒါပေမဲ့ဖတ်ချက်ပေးတယ်အစွဲမဖြုတ်နိုင်သေးအပေလားမှာအပေပုံကအမြဲတမ်းလို့ဘုရားဟောခဲ့ပြီဟောခဲ့နာကိုတောင်းရှိသာဓုတိဟောတဲ့အတင်ချေတရားဟောတဲ့သူကဘာဖြစ်လဲအတင်ချေပဲမလားတရားဟောပြီးတော့အပေါ်ကတော့ဟောနေတယ်မင်းတို့ဘလို့ကြင်မှာဘလို့ကြံမှာသူကိုယ်တိုင်ဟောနေရပဲပေါ့မှာသူကိုယ်တိုင်ကြည့်ရတာမကြည့်ဘူးအကြည့်မပါဘူးဆိုရင်ဘာဖြစ်လဲဟောတဲ့အတင်ချေမရဘူးအကြည့်မပါဘဲနဲ့ဟောနေသူတေပေါက်ရောက်ပြီဟောတဲ့ပုဂ္ဂိုလ်တပည့်တော်ပဲထားဟောတဲ့ပုဂ္ဂိုလ်အကြည့်မပါဘူးဟောနေအရှင်များတော့ဘလို့ကြည့်ဘလို့လုပ်နေပြောတယ်ဒါပေမဲ့ကိုယ်ကိုယ်တိုင်မကြည့်ဘူး
အဲ့ဒီပုဂ္ဂိုလ်များဘာဖြစ်လဲတရားဟောနေတယ်ဟောလေအသေးချေဆိုဖြစ်နေမှာဖြစ်နေဒါပေမဲ့လို့ဟလာအများတော့ဘာဖြစ်လဲဝမ်းမြောက်ဝမ်းသာဖြစ်အောင်ကုသိုလ်ဇောဟုန်နေတဲ့စိတ်တန်ခွင့်ရအောင်ဒီလိုမျိုးလေးတော့ပြောပါတယ်တကယ်တမ်းမှာတော့ဘာဖြစ်လဲအစွဲကိုမထုတ်နိုင်လို့အပေပုံမှာအငင်းနေဖြစ်ကြတာပဲနော်အပေပုံကအငင်းနေဖြစ်တယ်ဆိုတော့မြတ်စွာဘုရားကပြောခဲ့တယ်မြတ်စွာဘုရားကဟောတယ်လေအဲ့ဒီအိမ်မှာတဲ့ငါကြည့်နေတယ်ငါကြည့်နေတော့ပြက်လိုက်စိတ်လိုက်နေတွေ့တယ်အဲ့တော့ဘယ်အစင်းတွေပဲများတယ်အတက်မရှိဘူးမြတ်စွာဘုရားသူကိုယ်တွေတွေ့ခဲ့တယ်အစင်းတွေပဲများတယ်ဒါကြောင့်မို့မြတ်စွာဘုရားဘယ်လိုဟောခဲ့တာလူတသိန်းတီလို့သူတိတရားမရဘူးအပေပုံကအမြဲတည်းဟောခဲ့တာဖြစ်ပါလေနော်လူယောဂီများဒေတာလေးကိုရှင်းပါပြီနော်အဲ့တော့အခုကပြည်ပါဇာနာတိတိအောင်လို့ကိုယ့်ကိုယ်တာလိခေါ်နိုင်ပါစေဆိုတာဘယ်တရားကကိုယ့်ကိုယ်တာလိခေါ်နိုင်တာလဲဝိပဿနာတရားဟာထိတ်ဆုံးတရားပဲအကောင်းဆုံးတရားဖြစ်တယ်အဲ့ဒီအကောင်းဆုံးတရားကိုကြည်ကြဲပေါင်းများအထုတ်တဲ့ဒီများနာနေပါပြီလေကိုယ့်ကိုယ်တာလိခေါ်နိုင်ပါလေအဲ့တော့ကိုယ့်ကိုယ်တာလိခေါ်နိုင်တဲ့အကောင်ကောင်းလိုက်တာဒီတရားတွေကငါအထုတ်တာကောင်းလိုက်တာမှန်လိုက်တာကြည်တယ်ဆိုပြီးတော့ကိုယ့်ဘာကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတာလိခေါ်နိုင်တာအဲ့လိုတာလိခေါ်နိုင်ဖို့အတွက်ဘာဖြစ်လဲပေါ်ကိုက်ပေါ်ကတတိပါပညာဉာဏ်ဖြစ်ကြည့်ပေါ်ကိုက်ပေါ်ကတတိပါပညာဉာဏ်ဖြစ်ကြည့်ပေါ်ကိုက်ပေါ်ကငါလေးကိုတတိပါရမယ်တတိချက်တော့မလားတတိပါပြီးတော့ပညာဉာဏ်နဲ့ကြည့်ရမယ်ကြည့်ရတာမရှိကြည့်လိုက်တယ်ဆိုလို့ရှိရင်ဝိပဿနာမဲ့တစ်ချက်ဖြစ်တစ်ချက်ကြည့်ရင်တစ်ချက်ဖြစ်နောက်တစ်ခါပေါ်တယ်ကြည့်ရင်တစ်ခါဖြစ်တယ်ဝိပဿနာမဲ့ဖြစ်တယ်ကြည်တိုင်းဝိပဿနာမဲ့တွေဖြစ်နေမယ်ဆိုရင်ကြည်တဲ့ပုဂ္ဂိုလ်တာလိမခေါ်နိုင်လားခေါ်နိုင်တာပေါ့ဒါကြောင့်မို့ရှင်များတို့ရက်ထဲပြန်မယ်ရက်ထဲပြန်ကြတော့ပြန်ကြလိုက်ပါဆိုတော့အလွတ်တမ်းမနေနဲ့အလွတ်တမ်းမနေမဲနဲ့ကိုယ့်ကိုတာလိခေါ်နိုင်တဲ့အလုပ်ကိုမလုပ်အောင်လားလုပ်ရမှာလားသူတစ်ပါးကိုတာလိခေါ်နေတည်းကတော့ပြီးပြီပါဖြစ်လေအမေကမပြိနိုင်ပါဘူးကိုယ့်ကိုတာလိခေါ်နေတဲ့အလုပ်ကိုသူများမသိစေနဲ့ကိုယ်ကိုယ်တိုင်သိဖို့ရည်ကြည့်ပါလေသူများသိအောင်ကြိုးစားကြမလိုပါဘူးနော်သူများမြင်လဲထင်လဲအောင်လေလုပ်နေကြမလိုပါဘူးနော်သူများမြင်လဲထင်လဲဖြစ်ချင်မဖြစ်ချင်ကိုဖျားခန်းမှာလူမမြင်မလေးစီနဲ့ကိုဖျားခန်းမှာကိုထိုင်ဖို့ရည်ကြည့်ပါအဲ့လိုထိုင်တဲ့အခါမှာလည်းရှင်သားကမနေ့ကမှနေ့ကမှညကမှလုပ်နေတယ်ကိုအားတဲ့အချိန်ကကိုအတွက်အခွင့်အရေးထားတဲ့အချိန်ပဲကိုအဲ့လိုထိုင်တာနော်တပည့်တော်တို့ကိုယ်တိုင်ဟုတ်လားအရင်ကတော့ဒုတိယပိုင်းနေမှာမနေ့ငါထိုင်မယ်ညထိုင်မယ်ဒီနေ့ကိုဘယ်နှစ်နိုင်အချိန်မှာငါ3ချိန်ထိုင်မယ်4ချိန်ထိုင်မယ်ဒီလိုပိုင်းတက်ဒါပေမဲ့မရဘူးကိုအိမ်မှာနေတဲ့အခါကျအိမ်မှာဧည့်သည်တွေပါဖြစ်နေကြောက်တယ်ဒါလည်းကိုပိုင်းတက်ထားတဲ့အချိန်ကပဲလွဲကြော်သွားအဲ့ဒီခါကျသဘောလဲပါကိုမရဘူးအဲ့တော့အဲ့ဒီမလာတဲ့အချိန်အကောင်းဆုံးချိန်အဲ့ဒီမရှိတဲ့အချိန်အကောင်းဆုံးချိန်မလုံချင်းတဲ့အချိန်ခောက်တယ်ဘူးမလာဘူးအဲ့ဒီဖြုံနေတယ်စောင့်ဘုလို့ရှိရင်အဲ့ဒီကလာမယ်ကိုထိုင်တော့မယ်လဲဆိုအဲ့ဒီကလာလည်းသွားအောင်မှာထိုင်နေမဖြစ်တယ်တပည့်တော်လေအပေါ်တက်ရမယ်ဟာအပေါ်မတက်ရဘူးကိုကအထိတ်ချိန်တင်ထားတယ်အပေါ်တက်မယ်ဆိုရင်အထိတ်ချိန်တင်ထားတယ်ဒါပေမဲ့အဲ့ဒီကဘသူရေးဘာဆိုလာလဲတော့သွားရင်မှဘာဖြစ်လဲအပေါ်တက်မဲ့ချိန်နဲ့ဘာဖြစ်လဲစိတ်ကိုပင်ပန်းကိုနောက်ကိုပြန်ဆုပ်ပြီးလုပ်ရတယ်လုံတော့အရှုံးမပေးဘူးတပည့်တော်ကဒါသစ္စာစကားဖြစ်ပါလေလုံးဝအဖို့အလိုမရှိတဲ့သစ္စာစကားဖြစ်ပါအရှုံးမပေးဘူးကိုကအထိတ်ချိန်တင်ထားတာမဟုတ်ဒီနေ့တင်ထားတဲ့အခါကျသူ့ကိုအဲ့ခင်ရင်းနဲ့ဘာလို့မှတ်လို့ရတယ်လေရှင်များတော့သူ့ကိုအဲ့ခင်နဲ့မှတ်လိုက်မပေါ်လို့လာတော့ခဏသူ့ကိုအဲ့ခင်နဲ့ဘာလို့လဲကိုကမှတ်ရတယ်အဲ့ခင်နဲ့ပတ်တဲ့အခါမှာသူကကိုယ်ပြောနေတယ်ကိုကမကြားစင်လေနားထောင်ပါလေကြားစင်လေနားထောင်ပါသူပြောတဲ့စကားလေးကိုခေါင်းလေးနှိမ့်နေပဲကိုခေါင်းကြီးနဲ့ထိထားလေခေါင်းကြီးတဲ့ယုံတရားရဲ့အလေးစားလက္ခဏာကိုမှတ်တယ်သူပါဇက်ဖွင့်တာပိတ်တာထင်ရှားနေဖွင့်တာပိတ်တာရဲ့အလေးစားလက္ခဏာကိုမှတ်တယ်ဒါပဲသူပြောနေတာကိုနားကျင်တဲ့တိုက်လို့ကြားတာထင်ရှားနေကြားတာရဲ့အလေးစားလက္ခဏာကိုမှတ်တယ်ထင်ရှားပေါ်ရရှိမှတ်ပါခေါ်လာခွင့်အဲ့တိုင်းမှတ်တော့အဲ့တိုင်းရုပ်လို့ဒါပဲအဲ့တိုင်းရုပ်ကိုကတဏှာရဲ့ဒိဋ္ဌံသူနဲ့လုံးလိုက်လို့နိုင်ခွက်ပြီးသားတယ်ဆိုလို့ရှိရင်လေကိုနိုင်ခွက်ထိုင်လိုက်တယ်ဆက်ပြီးတော့ကိုကဲ့ယူလိုက်သူပြန်သွားပြီကိုကအမှတ်တွေဆက်သွားကိုအမှတ်တွေထင်ရှားပေါ်ရအောင်ဆက်သွားအဲ့ဒီခါမှာဘုရားကောင်တက်ထိုင်လာတဏှာရပါလေရှေ့သတိနောက်သတိရှေ့မှတ်နောက်မှတ်ဆက်နေတဲ့အတွက်ကိုယ့်ရဲ့ဒိဋ္ဌံပြက်သလားအောင်မြင်သလားအောင်မြင်တယ်အဲ့တိုင်ကဲ့ယူပါတပည့်တော်ကိုယ်အဲ့တိုင်လုပ်ခဲ့ပါလေနော်ရှင်များတို့ဒါကြောင့်မလို့ငါတို့မနေ့ကမှညကြမှအဲ့ဒါမရဘူးဘာလို့မနေ့ကမှလည်းအလုပ်ဖုံးလာဟဲ့ဒီဘာလို့မှမလဲဆိုရင်အော်လာမယ်ဆိုတော့အောင်အဲ့မှာနော်အဲ့လိုမျိုးဆိုတော့ဘာဖြစ်လဲကိုယ့်ကိုအခွင့်အခါပေးတဲ့အချိန်ကိုကျွန်တော်လည်းလို့စုံမခံမင်းနဲ့အချိန်ကာလမတတ်မှတ်ပဲနဲ့လုပ်ရမယ်ကမ္မထမ်းဆိုတာကြောက်ရမှာများရင်ဘာဖြစ်လဲတန်ကြီးတက်
လက်ကြီးတက်ရင်လက်ကြီးတက်တဲ့ဓာတ်သုံးလို့ရမှာမလားဝေးရတာဘာလို့ရမလဲပြန်တွေးရတယ်ကမ္မထချထားတာများလို့ရှိရင်ကမ္မထချထားတာများတဲ့သူကပြန်ပြီးတော့ဗာလဲတရားထိုင်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲပြန်ပြီးတော့စုစည်းဖို့တော်မလွယ်ဘူးလေတော်မလွယ်ဘူးဥပမာလေးတစ်ခုပြောမယ်ဒါဆရာလေးတို့ဒီယောဂီဟောင်းများနာဘူးထပ်မယ်ဖြစ်ပါလေဒီတရားခဏခဏမိမောင်းထုတ်ပြပါလေဒီအိုးတစ်ခုလေးကိုရှင်များတော့ဘာဖြစ်လဲတစ်ခါကဲ့ထည့်လိုက်မယ်ဘုံလေးနဲ့တစ်ခါကဲ့ထည့်လိုက်နောက်ကဘုံလေးနဲ့တစ်ခါကဲ့ထည့်လိုက်နောက်ခါလည်းဘုံလေးနဲ့တစ်ခါကဲ့ထည့်လိုက်ကဲ့ထည့်လိုက်ပြီးလေပြီးအိုးအေးငါမပြည့်ငယ်နေပါပြီငါနားလိုက်ဦးမယ်နားလိုက်ပြည့်ငယ်နေပါပြီတဝဲကျူးပြီးနောက်တစ်ခါပဲထည့်ကြလို့တော့လေငါနားလိုက်တယ်တဝဲကျူးတဲ့ပုဂ္ဂိုလ်များတဝဲကျူးပါပြီငါနားလိုက်ဦးမယ်ငါဖြည်းဖြည်းချင်းထည့်တာပို့စီနားလဲနားကိုပြီးလေပြီးတော့ကို့မှာပါလေအလုတ်တွေကရှုပ်လဲရှုပ်နေတာဘာဖြစ်လဲဒီအိုးဟာနောက်ထပ်ကြီးဖြစ်မယ်ဆိုကြည့်လိုက်တော့ဒီဖြိုးလို့ရဒီဖြစ်လို့မရတော့ဘာကြီးဖြစ်ကိုလောက်လာနေတက်နေမယ်ရင်းကြီးရေမော်တွေဖြစ်နေမယ်နောက်ချက်ကဘာဖြစ်လဲကိုယ်အိမ်ကြီးညှိတွယ်နေမယ်ဆိုရင်ဒီရေကိုဘာလုပ်ရမလဲရှင်များလို့လှည့်ထုတ်လို့တိတ်ကပြန်စားပြီးတော့ထည့်လိုက်ဖို့အဲ့လိုလုပ်လို့ရှိရင်နှစ်ချီပြီးတော့ကြာသွားတာပါလေဒါကြောင့်မို့ရှင်များလို့အခုတွန်းသွားတဲ့အရာကမအောင်မြင်ဘူးဆိုရင်အိမ်ကဘာဖြစ်လဲဆက်ပြီးတွန်းဖို့လိုပါတယ်ဒါလေးကိုဆိုလိုတာပါနော်ဆိုလိုတာပါအဲ့တော့နံပါတ်2ကပါဇာနာတိတိအောင်လို့ရေးတဲ့ဘယ်ကြမစို့သွားတိုင်းချက်တိုင်းထိုင်တိုင်းအိတ်တိုင်းခြေသွားတိုင်းနောက်ဆုတ်တိုင်းတဲ့ကြည်တိုင်းစောင်းမဲ့ကြည်တိုင်းဆက်ရမှာကိုရမှာဆန့်တိုင်းကျင်ကြီးကျင်ငယ်ဆွန့်တိုင်းဘာလို့လာဆန့်စေးတိုင်းစကားပြောတိုင်းအကုန်လုံးဘာလို့ရမလဲတတိတံပညာလက်ကင်ထားပြီးသွားမယ်ဆိုရင်ရှင်များကိုယ့်ကိုတာတုခွန်နိုင်ပါလိမ့်မယ်နော်သူတို့ကတာတုခွန်ကိုကြိုးစားနေကိုယ့်ကိုတာတုခွန်နိုင်တဲ့လုပ်ကူလားအရှင်များလုပ်နိုင်ကြပါစေနော်နံပါတ်1 point လေးနံပါတ်3 point လေးကဘာလဲလဲကြားလိုက်တာဤတို့နေရပါသည်တဲ့အဲ့ဒါကနော်တာလုံးမင်းတရားကြီးလက်ထဲတာလုံးမင်းတရားကြီးဆိုရှင်မကြားဘူးလားဒါဘူးအဲ့ဒီတာလုံးမင်းတရားကြီးလက်ထက်မှာကျုပ်မေဆရာတော်ကြီးနဲ့တပည့်တော်တို့တောင်ဖီလာဆရာတော်ဆိုတာကြားဘူးလားကြားဘူးလေတောင်ဖီလာဆရာနာမည်ကြီးကျုပ်မေဆရာတော်ဆိုတာလည်းနာမည်ကြီးအခုကြည့်ကျုပ်မေဆရာတော်ဆိုတာလက်ဆက်ရှိတယ်လေကျုပ်မိတော့ရဆိုမရှိဘူးလားရှိရလက်ထပ်ပွားရရှိလက်ထပ်ပွားပထမကျုပ်မိဆရာတော်ကြီးတော့မဟုတ်ဘူးနောက်ထပ်လက်ထပ်ပွားနေပေါ့နော်ကျုပ်မိတော့ရဆိုပြီးဖွင့်ထားတာအဲ့ဒီမှာတောင်ဖီလာဆရာတော်ကြီးရဲ့ကျုပ်မိဆရာတော်ကြီးအဲ့ဒီမှာတောင်ဖီလာဆရာတော်ကြီးကသူ့ကိုမင်းဆရာတော်လို့လည်းခေါ်တယ်နန်းဦးဆရာတော်လည်းခေါ်တယ်မင်းဆရာတော်လို့ဘာကြောင့်ခေါ်တာလဲဆိုအဲ့တာလုံးမင်းတရားကြီးကိုးကွယ်လို့မင်းဆရာတော်လို့ခေါ်တယ်အဲ့ဒီမှာမင်းဆရာတော်မင်းကကိုးကွယ်တယ်ဆိုတော့ဒီဆရာတော်ကြီးကမပြည့်စုံလားပြည့်စုံတာဘောအုံထဘောမင်းတွေပြောဆိုဟုတ်ကန်နေကြည့်အောင်ဟုတ်ကန်နေကြည့်လို့အုံထဘောအလူကျင်းလေးလဲပေါ်ဟလာအလူတန်းတွေလဲပေါ်အကုန်လုံးကမသိရဘူးဘာဖြစ်လဲမရှိဘူးပေါ့အုံထအဲ့ဒီခါကျတော့သူကတွက်တယ်ဆရာကြီးတောင်ဖီလာဆရာကြီးကငါမှတော့အုံထဒီမင်းကကိုးကွယ်လို့မင်းရဲ့ဟလာနောက်ပါရောဟလာမင်းရောတိုက်ပြီးတော့ငါ့ဥမာကိုးကွယ်ပြီးတော့ငါမှတော့အုံထအားလုံးပြည့်စုံနေတယ်ငါနဲ့တူတူရှိတဲ့ကျုံးနေဆရာတော်ကြီးခမညာမှာတော့တိုးထဲမှာသူတတိသုံးနေတဲ့အခါမှာသူခမညာပြည့်စုံမှာမဟုတ်ဘူးပြည့်စုံမှာမဟုတ်ဘူးဆိုတော့သူ့ကိုလည်းပြည့်စုံစေခြင်းနဲ့ဆရာတော်ကြီးကိုကြီးညိုလေးစားတော့အဖြစ်သူ့ကိုလည်းပြည့်စုံစေခြင်းနဲ့ဒီတော့ဆရာတော်ကြီးရှိနေကြငါသွားမယ်ဆိုပြီးတော့သူကြိုက်နေတယ်ပေါ့တည်ရတဲ့အခါကျတော့ဘုရားကတာလုံမင်းတရားကိုလည်းသူကပြောတယ်တာလုံမင်းတရားကသူ့ရဲ့တပည့်ကိုနော်ဒီမင်းကြီးဖြစ်ပေမဲ့ဒီမှာမြည်လေသူ့ကိုကိုးဝယ်တဲ့ဆရာတော်ကသူ့ရဲ့တပည့်ဆိုတော့တာလမင်းကြားကြတယ်မင်းကြီးငါကတော့ကျုံးနေဆရာတော်ဖျားကြီးစီငါသွားကြတယ်သွားပြီးသူ့ဝတန်းဝေတွေသွားလူချင်းတယ်နောက်ချက်ကဘာလဲဆိုတော့သူတော်ကောင်းစိတ်ပေါ့နော်သူကမင်းတွေကကိုယ်ပဲလို့သူအုံထန့်နေတဲ့အခါမှာတစ်ဖက်မှာတောချောင်းတောင်ချောင်းမှာတရင်သုံးပြီးစစ်စစ်ရဲရဲနဲ့နေရတာကိုသူကဘာဖြစ်လဲစိတ်မကောင်းကြီးတာဖြစ်ပြီးတော့ဘာဖြစ်လဲငါတော့ပြိမယ်တော့ပြိပြီးတော့ဟလာမင်းတို့ကိုယ်ွယ်ကြတော့ပြိမယ်သူဝတန်းမယ်လည်းငါလှူမယ်တော့ပြီးတော့လည်းဒီမင်းတို့ကိုယ်ွယ်ဖို့လည်းငါတော့ပြိမယ်အဲ့ဒီခါကျတော့လည်းကောင်းပါပြီအရှင်ဘုရားဒါဆိုလို့ရှိရင်အရှင်ဘုရားသွားလို့ရှိရင်လေတပည့်တော်ရေတောင်းလိုက်တော့ပါထည့်လိုက်ပါမယ်ဘုရားဆိုတော့မင်းကြီးမရတယ်ထည့်လိုက်တာပေါ့ထည့်လိုက်တဲ့ခါကျတော့ဒါတွေခါကျတော့သွားရင်းပိုင်းရှုပ်ပြီးဆက်လို့ရှိတရင်သုံးနေစီရောက်တာဒါဘုသူရရှိတဲ့ဒီကလေးတီဗီဖြစ်မှာပါနော်တပည့်တော်လည်းခဏဟောရတယ်နာပြီးသားလေးဖြစ်မှာအဲ့ဒီခါကျတော့ရှုပ်ပြီးဆက်လို့ရှိရောက်တာလေးရောက်တော့ရှုပ်ပြီးဆက်လို့တောင်းပြလာဆက်ပြီးဝိဖြစ်လည်းပြီးတော့ပြောတယ်ရှုပ်ပြီးဆက်တော့ပြန်ရနည်းနည်းနင်းဖြစ်တာပေါ့နော်ဝါကြည့်တဲ့ခါကျဝိဖြစ်ရတာဝိဖြစ်ပြီးတော့အလာပါတလာပါလေးပြောရပြီးအရှင်ဘုရား
အရှင်ကဒီလိုကြီးနေပါနဲ့ဗျာတပည့်တော်တို့ဟဲ့လားဒီတာလမင်းတရားကြီးနေတဲ့မင်းနေပြီးတော့ကိုအရှင်ကကြောက်ပါဗျာအရှင်ကကိုယ်ပဲစိတ်ကပ်ပါမယ်ဗျာပြောအခါကြောင့်တာလမင်းတရားကြီးဒီပြောတဲ့အခါကျတော့တောက်ဖီလာဆရာတော်ကြီးကိုဒီရှုံးနေဆရာတော်ဘလို့ပြန်ပြလိုက်တခွန်းနဲ့ကြောက်လုံး၍လူနေရပါလေဗျာဘလို့ပြောလိုက်ကြောက်လုံး၍ဒီလိုနေဘာကိုကြောက်တာလဲအဲ့ဒီအုံအုံထနေတဲ့ဖုံးခွေကြီးတဲ့ຢာလေးကိုသူကြောက်တယ်နောက်ချက်ကဘာကိုကြောက်တာလဲကိလေသာတွေဘာဖြစ်လဲထူပြောသွားမှာကိလေသာတော်တဲ့ကိုရောက်သွားမှာသူကြောက်တယ်ဒါကြောင့်မို့ဘာဖြစ်လဲကိလေသာစူးတော့ကိုသူဖြတ်ပြီးတော့ဘာဖြစ်လဲတော်ထဲမှာတည်တုံးပြီးတော့ဘာဖြစ်လဲသူကြစ်နေပါလေအဓိကအဲ့ဒါကြောင့်မို့ဘာဖြစ်လဲကြောက်လို့၍ဒီလိုနေရပါလေခင်ဗျာပြောလေပြောကောတာပီလာဆရာရဲ့လေသူတော်ကောင်းစိတ်ရှိလို့သူ့ကိုဟုတ်လားသူတည်တုံးလာအော်ခက်ခဲနေမယ်ချွတ်တဲ့နေမယ်ဆိုပြီးတော့သူ့လိုမျိုးဖုံးကကြည့်အောင်လို့သူမပြိတချို့ကြတော့မဟုတ်ဘူးကိုဖုံးကန်ကြည့်လို့ရှိရင်သူတို့ကကိုနဲ့လည်းပဲဖုံးကန်ကြည့်ကြိုက်ပါမလားမကြိုက်ဘူးမလားအခုကျတော့ဟောမဟုတ်ဘူးသူတို့ပဲပြစ်စေခြင်းတဲ့ခါကျဖိနေသူတို့ကောင်းစိတ်ကိဝတ်တဲ့ခါကျဖိနာဟောပါပဲလေတောင်းလို့ရဒီလိုနေရပါလေဗျာလို့ပြောလေပြောလိုက်တော့အဲ့မှာ तू ကသူတို့ကောင်းစိတ်တက်ကန်ရှိတဲ့ပုံကိုဆိုတော့ဘာဖြစ်လဲဟာကြည်စဲငါတော့မှားပြီဟုတ်လားငါကြတော့ဒီကိလေသာကိုငါမကြောက်လို့ငါဒီလိုလုပ်နေတာပဲကြည်စဲဒီဆရာတော်ကြီးကဒီလိုလေးပြောနေတဲ့စကားမှာသူညာပုတ်ပါဆရာတော်ကြီး။တော်ပြီသူမှလည်းတန်းမှလည်းပုတ်ကိုလေ။တော်ပြီလားဆရာတော်ကြီးကဘာလဲဆိုဘုရားစုပန်ထားတဲ့ပုတ်ကို။ပုတ်ကိုဆိုတော့ဘာဖြစ်လဲ။ဒီသူတော်ကောင်းချင်းချင်းအဲ့ဒါစကားသမီးနဲ့ပြောတဲ့အခါမှာဘာဖြစ်လဲ။ဟိုကသဘောပေါက်သွားတာပေါ့။သဘောပေါက်တဲ့အခါကျမဖြစ်ဘူး။ငါလည်းဘာဖြစ်လဲ။ဒီလိုမျိုးတောထွက်ပြီးจิตတန်ပွားများမှာဖြစ်တော့မယ်ဆိုပြီးတော့အဲ့ဒီချိန်ကစပြီးတော့တောထွက်ပြီးတော့จิตတန်ပွားများတယ်နော်။တပည့်တော်တို့လည်းဘာဖြစ်လဲ။အရှင်ဘုရားတို့ကတပည့်တော်တို့ကကြောက်လို့၍ဤတို့နေရပါဘာဖြစ်လို့လဲကိလေသာတွေထူမှာစိုးလို့ဘဝမှာဒုက္ခဖြစ်မှာစိုးလို့ဘဝမှာဓမ္မရနေတဲ့နေရာမှာစိုးလို့ဘာဖြစ်လဲအခုခန္ဓာမှာပေါ်တဲ့ဓမ္မတွေဟုတ်တိုင်းမှဆိုသိနေရင်လိုက်ပြီးတော့ဘာဖြစ်လဲအဲ့ဒီဓမ္မရတွေဖြစ်မှာစိုးလို့ဖြတ်တောက်နေရတာမဟုတ်ဘူးလားအဲ့တော့ကြောက်လို့၍တပည့်တော်တို့လည်းအရှင်များတို့လည်းကြောက်၍ကဤတို့နေရပါပြီဒါကိုဆိုလို့လေဒါကိုဆိုလို့နော်အဲ့ဒီမှာတပည့်တော်ရှင်မောကလန်နဲ့ရှင်သာလေးပုတ်တာတော့ခုနကသူတော်ကောင်းချင်းချင်းပါပြီလေသူတော်ကောင်းစိတ်နဲ့တုံးနဲ့တူပြောကြခုနကဒီရွှေဦးပင်ဆရာတော်ကြီးကပြောလိုက်တဲ့အချက်ပါတာဝိရဆရာတော်ကြီးကဘုရားရဲ့ဗတ်တယ်ညံပွေသွားပြီးအော်မှန်တာပဲကြည်တယ်ငါဒီထဲမှာငါပွေရုံနဲ့မဖြစ်သေးဘူးငါလည်းတော့ဆက်ပြီးကျင့်မှာဖြစ်မယ်ဆိုပြီးတော့သူတော်ကောင်းစိတ်လက်ခံရှိတဲ့ခါကျဒီလိုမျိုးသူသိမသွားဘူးလားသိသွားတာပေါ့နော်သူတော်ကောင်းစိတ်ရှိတဲ့သူတွေကအချင်းချင်းပါမယ်တုံးနဲ့တုံးကဲ့ရဲ့ရှုံးချမှုကိုမလုပ်ဘဲနဲ့အချင်းချင်းပါဖြစ်လေတယောက်ကပြောရင်တယောက်ကနားလေသဘောပေါက်တာတယောက်ကိုလေဟုတ်လားဒီသူ့လိုဖြစ်အောင်လို့ပါဖြစ်လေဆွဲခေါ်လေတယောက်နဲ့တယောက်ချီးမွမ်းထောပနာပြုဘယ်တော့မှတုံးနဲ့တူကဲ့ရဲ့ရှုံးချတဲ့လို့သူတော်ကောင်းချင်းချင်းမလုပ်တာနော်အဲ့လိုပဲစိတ္တလေးပြန်နဲ့ကျင်မောက်ကလေးတော့လည်းဒီလိုပဲကျင်မောက်ကလေးကလက်ဝဲတယ်စိတ္တလေးပုဒ်တာပါဖြစ်လေလက်ကြတယ်ကျင်မောက်ကလေးကတဘိုးမှာအင်းတရရတယ်စိတ္တလေးပုဒ်တာကပညာမှာအင်းတရအဲ့ဒီမှာကျင်မောက်ကလေးကမြတ်စွာဘုရားနဲ့စိတ်လွတ်ပြီးတော့မြတ်စွာဘုရားလည်းအဝေးမှာကျင်မောက်ကလေးကလည်းအဝေးမှာအဲ့မှာအနားမှာစိတ္တလေးပုဒ်တာရှိအဲ့ဒီအခါမှာကျင်မောက်ကလေးနဲ့မြတ်စွာဘုရားနဲ့ကကျင်မောက်ကလေးကသူတည်တည်တဲ့အချက်ကိုမြတ်စွာဘုရားစီစိတ်လွတ်ပြီးတော့မေးဒီဇန်တဘိုးတွေရထားတာကိုတမဘတ်တွေရထားတာအဲ့ဒီခါကျစိတ်လွတ်ပြီးမေးတဲ့အခါကျမြတ်စွာဘုရားကလည်းစိတ်လွတ်ပြီးဖြေလိုက်ပြီးတော့ကျင်မောက်ကလေးသူတည်ချင်တဲ့အရာကိုသိမရဘူးလားဇန်လေးကြောင့်ကျင်မောက်ကလေးဘာဖြစ်လဲပြုံးတာပေါ့ပြုံးမိတာပေါ့ပြုံးလေးပြုံးကနားမှာရှင်တိုင်းကတော့မတွေ့ပါဘူးတည့်တည့်ပြုံးလိုက်တဲ့ပြုံးရှင်တိုင်းကိုဒါတွေ့အရှင်ဘုရားဘာကြောင့်ပြုံးတာလဲဘယ်သူမှလည်းမရှိဘူးတပည့်တော်လည်းနားမှာဘာမှမပြောရှင်ဘာကြောင့်ပြုံးတာအိုးအဲ့ဒါမှတော့ဖွင့်သွားမြတ်စွာဘုရားကလည်းသူတည်လို့လည်းစိတ်လွတ်မေးတယ်မြတ်စွာဘုရားကလည်းစိတ်လွတ်ပြီးသူတည်တယ်ကိုပြောတဲ့အတွက်သူပြုံးမိရမှာလေပြောအဲ့မှာရှင်သာရိပုတ္တရာကြီးကရှင်မောကလန်ကိုဘယ်လိုချင်းမုန်းကထုတ်တယ်လဲဆိုအော်အရှင်ဘုရားရဲ့ပညာဉာဏ်အမှန်ခမ်းပါပဲအရှင်ဘုရားကတောက်တောင်ကြီးတစ်ဖွဲပါပဲအဲ့ဒီခါမှာရှင်သာရိပုတ္တရာပြန်ပြပါဖြစ်လေသူတော်ကောင်းချင်းဘာဖြစ်လဲကဲ့ရဲ့ရှုပ်ချတာချင်းမုန်းဖွင့်တယ်လားချင်းမွန်းကဖွင့်တယ်အရှင်ဘုရားရဲ့ဟလာဒီပညာဉာဏ်အမှန်ခမ်းပါပဲအရှင်ဘုရားကတောက်တောင်ကြီးတစ်ဖွဲပါတယ်ပဲတပည့်တော်ကတော့တောက်တောင်ကြီးမှာဘေးမှာရှိတဲ့တောက်ချက်ကလေးပါဗျာသူကပြောတာဒီလိုရှင်သာရိပုတ္တရာကြီးပြောတာသူတော်ကောင်းချင်းတော့အဲ့လိုသူတော်ကောင်းချင်းတုံးနဲ့သူကဲ့ရဲ့ချုပ်ချ
ခြင်းမရှိဘူးအဲ့ဒါမျိုးစရာမရှိဘူးနောက်ချက်ကအဲ့လိုလေပြောလဲတော့ရှင်မောကလည်းဘယ်လိုပြောလဲအရှင်ဘုရားရေအရှင်ဘုရားကပညာမှာတကယ်ကိုတာလုံးမြင့်မြတ်တဲ့အတွက်ကြောင့်မို့အရှင်ဘုရားကစာဝတ်ကြီးပါဗျာရှင်မောကလည်းရှင်သာရိပုတ္တရာပြန်ပြောတာဘယ်လောက်ကြည်ညိုစရာကောင်းကလေးဆိုတဲ့အကြောင်းပြောပြတာနော်အဲ့တော့အရှင်ဘုရားကစာဝတ်ကြီးပါဗျာတပည့်တော်ကစာဝတ်ကြီးတဲ့ကစားလေးတစ်ပွင့်ပါဗျာအမတ်တန်ကြည်ညိုစရာကောင်းတယ်နော်ပြောတဲ့စကားလေးအဲ့ဒါသူတော်ကောင်းချင်းချင်းပွင့်လျော်တဲ့အခါမှာဘာဖြစ်လဲတုံနဲ့တူရှုပ်ချပြည့်ရတာမျိုးမလုပ်ခဲနဲ့တုံနဲ့တူဘာဖြစ်လဲချီးမွမ်းကဖွင့်ပြီးတော့ပြောကြတယ်သူတော်ကောင်းတဲ့စိတ်ဓာတ်ဟာကြည်ညိုစရာကောင်းတယ်ဆိုတဲ့အကြောင်းတက်ပြီးပြောပြခြင်းဖြစ်ပါတယ်နော်အဲ့တော့အခုရှင်များကဘာဖြစ်လဲကြောက်ရတာဒီလိုနေရပါသည်ဆိုတာနဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာအဲ့တော့မှဘာဖြစ်လဲခုနကဒီဟိုနေပေါ့ဒီတောင်ဖီလာဆရာတော်ကြီးမင်းဆရာတော်မင်းနေကိုယ်ကလို့မင်းဆရာတော်နန်းဦးဆရာတော်ဒီလိုမျိုးဆိုတယ်နော်အဲ့ဒီမှာအဲ့ဒီတောင်ဖီလာဆရာတော်ကြီးအဲ့တော့မှအော်ဟုတ်ပြီသားပဲငါကိလေသာဆူတော်ထဲမှာငါပျော်မွေ့ပြီးငါနေရပဲဒီတော့ငါလည်းသူ့ဆရာတော်ကြီးကိုရှုံးမေဆရာတော်မျိုးငါလည်းတောထွက်ပြီးကြင်မှာဖြစ်လိမ့်မယ်သူကကျမ်းတော်စုပတ်ထားတဲ့ပုဂ္ဂိုလ်နော်ဒီပုဂ္ဂိုလ်ဆိုတော့ဟိုကတော့ကျမ်းတော်စုပတ်ထားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးရှုံးမေဆရာတော်ဒီဘွားရဒီဘွားကြီးပဲဆိုတဲ့ပုဂ္ဂိုလ်မျိုးဘုရားတော်စုပတ်ထားတဲ့ပုဂ္ဂိုလ်ကြတော့ဂျူလို့ကြမရဘူးသူကဘလောက်ပါရမီဖြစ်ရတယ်လေးတည်ခြင်းတဲ့ကဘာတွေဒါပညာပါရမီပညာဘုရားဆိုလို့ရှိရင်လေးတည်ခြင်းတဲ့ကဘာတွေပါရမီဖြစ်ရနော်တပည့်တော်ကဘာဖြစ်လဲဝိရိယနဲ့ဖြစ်မယ်ဆိုရင်ဘယ်လောက်လဲ16တည်ခြင်းတဲ့ကဘာတွေနောက်ခုဘာနဲ့ဖြစ်မယ်ဆိုရင်နော်ဝိရိယဘုရားရဲ့ပညာဘုရားရဲ့တော့ပါတရားတရားတိကဘုရားပညာတိကဘုရားဝိရိယတိကဘုရားဝိရိယတိကကြတော့ဒီခုနကရှစ်တို့ဘုရားလေးသိချင်တဲ့ကမာတွေဝိရိယတိကကြတော့ရှစ်သိချင်တဲ့ကမာတွေဆရာလေးတို့ဒါနနဲ့ပတ်သက်တဲ့ဗာလဲခုနကအဓိကဒါနတိကဒီဘုရားကြတော့ဘာဖြစ်လဲ16သိချင်တဲ့ကမာတွေပါရမီပြည့်ရတဖြည်းဖြည်းနဲ့စတိုးသွားပညာကြတော့အနည်းဆုံးပဲဘာဖြစ်လဲလေးသိချင်တဲ့ကဘာတသိပညာတိကဘုရားပေါ့နော်ဝိရိယတိကဘုရားကြတော့စိတ်သိချင်တဲ့ကဘာတသိတရားတိကဘုရားကြတော့16သိချင်တဲ့ကဘာတသိအဲ့ဒါဖြစ်ရအဲ့တော့ဒီကျင်းဝေဆရာရဲ့ပါဠိဖြစ်ရမှာပေါ့သူကတော်ထဲမှာတောင်းပြီးကြည့်နေကြပါဠိဖြစ်အောင်လို့ဆိုတဲ့တွေ့တောတဗံတက္ကရာကံအနာကံဉာဏ်တာဖြစ်လို့မရဥညုံဝေအဲ့ဒါပြောဥညုံဝေအဲ့ဒါမေးတဲ့ဘေးကုန်းနေနော်အဲ့ဒါဖြစ်လို့မရဘူးသူကဘာဖြစ်လို့လဲဆိုတော့ तू ကဒီခါလေးနဲ့ချီလေးနဲ့ကိစ္စပြအောင်လုပ်တာကဘယ်သူတွေလဲဆိုတော့တပည့်တော်တို့အဘတာဝကလည်းမရမဟာတာဝကလည်းမရပဂတိတာဝကတွေကြတော့ဘာဖြစ်လဲပါမီဖြစ်ကြမလို့ပဲလေအခုကရအောင်လုပ်လို့ဆိုဘူးကကြမြတ်စွာဘုရားလက်ထက်ကမှလည်းရှိတယ်ဘုရားသာသနာတော်ကြီးထားခဲ့တဲ့အတွက်ဘုရားသာသနာတော်ကြီးအခုရှိမနေဘူးလားရှိနေတဲ့အရာရှိနေတယ်တမန်ကျတာနော်ရှိနေတယ်တမန်ကျတာဒါဆိုရှင်မတို့သဘောပေါက်ပါပြီနော်သဘောပေါက်ပါနော်အဲ့တော့တပည့်တော်တို့နေဟဲ့လားဘာဖြစ်လဲအဲ့ဒီကြောက်ရတာဒီလိုနေရပါသည်ဆိုတော့ဘာကြောင့်လဲဣလေသာဆုတော်တဲ့ကိုကြောင့်မှကြောက်လို့ဒီလိုနေရတယ်နော်တကယ်လို့မှအဲ့လိုမနေလို့ရှိရင်တပည့်တော်ကာလလျက်ဘာဖြစ်လဲကာလဝိဘက်နောက်ပို့တဲ့တပည့်ပြည့်နဲ့ကံနေရကုသိုလ်ကံအကုသိုလ်ကံညာနောက်ပို့တဲ့တာပြီးတော့သူ့ရဲ့အကျုံးအာနိသင်တွေကတန်တရာတခြားဘယ်ကြောင့်မသိတဲ့မှာဘာဖြစ်လဲတပည့်တော်တို့ဒုက္ခဝိကောင်ကြီးဖြစ်ထက်ခါခံကြရဒါကိုကြောက်နေဆိုရင်ဒီတရားကိုလောက်ရမှာလားမလောက်ရဘူးလောက်ရနော်အဲ့ဒါကိုမကြောက်ဘူးဆိုရင်တော့ချစ်ခင်ကြွယ်နာရင်းနဲ့ပဲပြရတော့ဆရာတော့တောကကိုပေးတယ်ဆိုတော့တောကနောက်ကသွားပြီတောကပြည်တွေကဒုက္ခဒေါမနကဥပယတာလိုက်ပြီးဆိုရင်နောက်ဘိုးတွေကဒါပဲတက်လို့ကိုသုံးမှာမဟုတ်ဘူးနော်အဲ့ဒီတိုင်းတပည့်တို့သွားကြရမယ်လောကကြီးဟာလေဘာဖြစ်လဲကိုဖြစ်ချင်တဲ့မဖြစ်ချင်တဲ့တရားကလည်းဖြစ်တယ်ဖြစ်ချင်ပါတဲ့တရားကလည်းဖြစ်ချင်မှဖြစ်တယ်ကိုဖြစ်ချင်တဲ့တရားဖြစ်ပါတော့လေကြာရှည်မနေဘူးဒါကြောင့်မလို့မဖြစ်လေဒုက္ခမပြောတာပေါ့ဒါကြောင့်မလို့ဆင်းရဲတယ်ပြောတာမဖြစ်ချင်တဲ့တရားကလည်းဖြစ်ဆင်းရဲဖြစ်ချင်တဲ့တရားဖြစ်ပါတော့လေပဲဘာဖြစ်လဲကြာရှည်တည်မြဲရလားကြာရှည်မတည်ကိုကဖြစ်ချင်တဲ့တရားဖြစ်ပြီဆိုရင်ကြာရှည်မတည်မြဲချင်ဘူးလားတည်မြဲချင်တာပေါ့ဒါပေမဲ့တည်မြဲရလားမတည်မြဲတာကိုကတပည့်တော်ဘာဖြစ်လဲဒုက္ခတင်းမှာဒုက္ခကြီးခံနေရတယ်ဒီဒုက္ခကလွတ်ချင်တယ်ဆိုလို့ရှိရင်ဒါဖြစ်ပဲခုနကဆရာတော်ကြီးပြောတယ်လို့ရှင်းဦးဆရာတော်ကြီးပြောတယ်လို့ကြောက်လွန်း၍ဤတို့နေရပါပြီတဲ့ရှင်တို့တပည့်တော်တို့လည်းဘာဖြစ်လဲဒီလောကကြီးမှာ
ဖြစ်တဲ့ဖြစ်နေဘဝမှာဖြစ်တဲ့ဓမ္မရတွေကိုကြောက်မယ်ဆိုရင်ဘဝမှာနေရမယ့်အနေဒုက္ခတွေကိုကြောက်မယ်အဲ့ဒီအနေဒုက္ခတွေကြောင့်အတိဒုက္ခကြီးတွေတွေ့ရမှာကြောက်တယ်ဆိုရင်တပည့်တော်ဘာလုပ်ရမလဲကြောက်ရွံ့တာဤတို့နေရာမှာဘယ်လိုနေကြမလဲဝိပဿနာမဲ့နဲ့အသက်ရှင်နေရပါမယ်ဒါကြောင့်မို့နံပါတ်၄ကိုရပါလေမဲ့နဲ့အသက်ရှင်နေပါမဲ့နဲ့အသက်ရှင်နေပါကဲမဲ့နဲ့အသက်ရှင်နေကြည့်တာအခုနေများရှင်များလို့နေပြီမဟုတ်ဘူးလားနေတဲ့အခါလဲနေပါလေရှင်များနေတဲ့ခါကျတော့လေဘာဖြစ်လဲအိမ်ငိုက်သွားပါလေခင်ဗျာဟုတ်တယ်မလားကိုကြီးလေးနေတဲ့ခါလဲနေပါလေကိုကြီးလေးနေတဲ့ခါလဲနေပါလေကမနေတဲ့ခါကျတော့ပြောပါမယ်အိမ်ငိုက်သွားပါလေခင်ဗျာအဲ့တော့ညလုံးကျင်သွားပြီခင်ဗျာဒါကလေးရပါလေမင်းနဲ့အသက်ရှင်နေပါအဲ့တော့မင်းနဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်များဟာဘယ်သူတွေတော့ဘုရုဇင်နေဒါဆိုရင်တစ်ချက်ကလေးမေးမယ်အရှင်ဘုရားတို့လောကမှာဘဝမှာဓမ္မရဖြစ်မှာကြောက်ဘဝမှာအနေဒုက္ခတွေဖြစ်ရမှာကြောက်တယ်အနေဆင်းရမှာကြောက်တယ်အတိဒုက္ခကြီးနဲ့လည်းတွေ့ရမှာကြောက်တယ်ကြောက်ရင်ဤတို့နေရမှာဒီဆိုမနဲ့အသက်ရှင်နေမယ်ဆိုရင်အရှင်ဘုရားတို့ဘုရုဇင်နေနေတာကဘယ်လိုနေလဲမနဲ့အသက်ရှင်ပြီးနေတာလားအလွတ်တန်းနေတာလားအလွတ်တန်းနေတာဘယ်ပေါ်မှာနေတာတော့ဒါရ၆ပေါက်ပေါ်မှာနေနေတာမျက်စိပေါက်ကလည်းအလွတ်တန်းပေါက်ထွက်သွားတာပဲတောကပြေရောဒုက္ခဒေါမနတာဥပယတာနာမကလည်းလောဘဒေါသမောဟသွားပြီးမိရဆက်တာမျက်စိနာနှာခေါင်းရှားကိုစိတ်ကနေပြီးတော့သူတို့အလွတ်တန်းမနေဘူးလားအလွတ်တန်းနေဒါကိုတာမန်လေးလို့သူတို့အားမွေဒါမယုဖနာပဲလို့အားမွေနော်အဲ့တော့တာမန်လေးအလွတ်တန်းနေတဲ့ပုဂ္ဂိုလ်များဥတုစေစကြက်မှာနေတယ်လို့အားမွေလိုက်ပါတာမန်နေတဲ့ပုဂ္ဂိုလ်များဘယ်စကြက်မှာနေဥတုစေစကြက်မှာကြောက်ရတာဤတို့နေရပါလေဆိုတော့ပုဂ္ဂိုလ်များဘုရုဇင်တစ်ချက်မှနေပါလားပမာနေကြမလဲနေတာပဲအရိယာဆန်ရင်ပါလေအရိယာဆန်ရင်ကိုမရောက်သေးတော့လည်းပဲအရိယာဆန်ရင်ကိုဝင်အရိယာတို့ကတုံးလုံးနေတယ်လောက်ပဲဆိုရင်တစ်ချိန်မှာအရိယာဆန်ရင်ကိုမပိုင်ရဘူးလားပိုင်ရမှာလားပိုင်ရမယ်ဒါဆိုရင်ဒါတော့ကြောက်ပါမှာပေါ်တိုင်းကိုဘုရုဇင်တစ်ချက်ကနေဖယ်ခွာပြီးတော့အရိယာဆန်ရင်ကိုဝင်ပြီးတော့မဲနဲ့အသက်ရှင်ပြီးတော့အချိန်တိုင်းခါလေးရှင်တို့ဘာလုပ်ရမလဲနေကြရမယ်ရှင်မရမနဲ့အသက်ရှင်ပြီးနေမယ်ဆိုရင်ဗဇက်ကပဲနေရမလားလက်တွေ့လုပ်ရမှာလက်တွေ့လုပ်မယ်ဆိုလို့ရှိရင်ထိုင်မှလုပ်ရမှာလားဘာဖြစ်ချင်လဲလုပ်ရမှာလေညောင်းထိုင်ရက်သွားအိန္ဒိယဘု၄ပါးမှာလုပ်ရဒါဆိုလို့ရှိရင်ညောင်းထိုင်ရက်သွားအိန္ဒိယဘု၄ပါးမှာလုပ်ရမယ်ဆိုတော့သွားဆိုတဲ့အရိယာဘုကဈေးကျဆောက်တဲ့အရိယာဘုကိုပြောတယ်လို့နေခြင်းနဲ့ဘလို့နေဘလို့စားဘလို့တော့မှတ်နေရမယ့်လုပ်ကနေခြင်းနဲ့လုပ်နေတယ်ခေါ်တယ်။စားတဲ့အခါမှာလည်းမလုပ်ခဏလုံးပါမလား။အဲ့တော့လုပ်ကြပါလို့စားတဲ့အခါမှာမလုပ်မိဘူး။အရှင်များတို့ကြာရင်ကြာပါလိမ့်စီလို့ပြောတာတည်း။ဒီနေ့တရားလျှောက်တာအနိစ္စလို့ဖွဲ့ကြတယ်။အခုမှတော့တည်းရ။အနိစ္စလို့၄ရောက်တရားလျှောက်ဖို့တန်နေပါလေ။ဒီနေ့အော်ရလေးကြာနေအနိစ္စနဲ့ဇန်နဝါရီ၄ရောက်တရားလျှောက်ရမယ်လို့ပြောတယ်နော်။အဲ့တော့ဒီနေ့ကျန်လို့တရားပွဲပြီးရင်အနိစ္စလို့၄ရောက်တရားလျှောက်ပါမယ်။တရားမလျှောက်အေးပြလောက်ရှိလို့ရှိရင်ဘယ်လိုစီပါတော့ဒေါ်ကြီးထိုးစုလိုက်မယ်။နော်အဲ့တော့တရားလျှောက်မယ်နော်ရှင်များတို့တရားလျှောက်မှလေတပည့်တော်ရှင်များတို့လမ်းကြောင်းပြောင်းပေးလို့ရမယ်။မှန်တယ်မှားတယ်ဆက်ပြီးတော့ခိုင်းလို့ရမယ်။လမ်းကြောင်းပြောင်းပေးလို့ရမယ်လေနော်။ဘယ်သူလဲညနေနောက်မှလာတဲ့နေ့ဘယ်သူလဲမသိဘူးပေါ်တဲ့ကိုပြောင်းလိုက်တာဥကျော်ဝင်းပေါ်တဲ့မှာလာသမီးတို့ဥကျော်ဝင်းတို့၃ယောက်လောက်ပြောရပြီဥကျော်ဝင်းရောက်ပြီ၃ယောက်ဆိုရောက်ပြီလေတည်တယ်တနေ့တွေမသိဘူးကိုကခေါင်းထဲတက်ပါလားဥကျော်ဝင်းကိုကွာလားအော်ဆောက်တာအဆင်ပြေဆောက်ပြီးသွားပြီရပြီနော်ပေါ်တဲ့မှာနေတဲ့နေ့အောင်လည်းဆောက်ပြီးသွားပြီကဲဒါဆိုလို့ရှိရင်ရှင်တို့ဆောက်ရသေးတဲ့လူတရားပြီးဆောက်မယ်နော်ဘယ်နဲ့ခါကျတော့ဆောက်ဖို့အချိန်မရှိတော့တပည့်တော်တို့က6နာရီခွဲဘယ်နဲ့ခါ20တင်းနေဟလာတပည့်တော်တို့စေစကန်သိနေနေဖြစ်တယ်ဆိုတဲ့အခါကျတော့တပည့်တော်တို့6နာရီခွဲမှာမောင်းခောက်မယ်မောင်းခောက်ပြီးတော့တပည့်တော်တို့အလူရှင်စည်ရင်းလေးတွေကိုတပည့်တော်တို့ဖတ်မယ်တာရီခွန်တဲ့ကြောင့်ဖတ်မယ်ဖတ်ပြီးလို့ရှိရင်9နာရီမှညနေတရားဟောမယ်နော်ညနေတရားဟောမယ်နော်အော်အဲ့ဟုတ်အရှင်ဘုရားကြီးတပည့်တော်မေ့တယ်အဲ့တော့
ဦးစီးရောဟုတ်တယ်အဲ့ဒါပြောတာနဲ့ချက်ချင်းပြေးတာပြစ်ပြက်တဲ့သွင်းလိုက်တာဆရာလေးအဲ့တော့ဦးစီးကပြောတယ်မနက်ဖြန်20တင်းနေညောင်ပြန်အောင်ဦးစီးရောကားလေကားဒီကကားနဲ့လိုက်ပုံမှာဆိုတော့အဲ့တော့ဆရာလေးကိုမနက်ပိုင်းညနေတန်းဟုတ်ပေးပါညပဲဟုတ်လို့မရဘူးမနက်ပိုင်းဟောမနက်ပိုင်းအမှန်တရားတရားနာပြီးတော့အချိန်ကိုထိုင်ရမယ့်အချိန်မှာဟောရမှာပေါ့နော်ဟောရမှာဆိုတော့အဲ့ဒီအချိန်မှာတပည့်တော်တို့ကခေါ်လိုက်မယ်လေဟောပြီးတော့ညနေအဲ့ဒီအချိန်မှာညနေတရားဟောမယ်ညနေတရားဟောပြီးနေခင်းအဲ့ဒါဆိုလို့ရှိရင်ညနေကျမှပြန်မယ်ဆိုတော့နေခင်းတရားလည်းနာသွားလို့ရတယ်လေနေခင်းတရားလည်းနာလို့ရတယ်နာပြီးရင်တော့ပြီးပြီပေါ့ဟဲ့လားနာပြီးရင်တစ်ချိန်ထိုင်မယ်တစ်ချက်ခွဲနဲ့3နာရီခွဲတစ်ချိန်ထိုင်မယ်ပေါ့3နာရီခွဲတစ်ချိန်ထိုင်မယ်ဒါဆိုတပည့်တော်တို့အလူရှင်စင်းလေးကိုဖတ်ပြီးတော့တာတုခေါ်ပြီးတော့တုံးတဲ့သူဝေချတောင်းမှန်ဖို့တော့အဲ့တော့အရှင်ဘုရားတို့တရားထိုင်ပြီးတဲ့အချိန်မှာလုပ်လိုက်ကြတာပေါ့တစ်ချက်ခွဲကနေ3နာရီခွဲတရားထိုင်ပြီးတဲ့အခါမှာ3နာရီခွဲနဲ့4နာရီကျမှလုပ်လိုက်တယ်နော်အားလုံးနော်ချိန်လေးနည်းနည်းပြောင်းပါလေနော်လူရောကြီးအဲ့ဒီမှာအပြင်ကနာညစီတန်းလာနာမဲ့တော့မျိုးကိုလည်းပုံဆက်ပေးပါဦးနော်မနေ့ကမနေ့ပိုင်းညစီတန်းပြန်ဟောတာပြောင်းနေလို့ပုံဆက်ပေးပါဇာလေးပြေးတော့မှာဆိုအဲ့တော့ဘယ်နဲ့အသက်ရှင်ပြီးသွားတဲ့ပုဂ္ဂိုလ်များဘာဖြစ်လဲကြောက်ရွံ့တာဤလိုနေရပါသည်ကြောက်တဲ့သူတွေကအဲ့လိုနေရပါမယ်အဲ့တော့ဘယ်နဲ့အသက်ရှင်ပြီးသွားတဲ့ပုဂ္ဂိုလ်များဟာပုရုသေတစ်ချက်မှာနေရမှာလားအရိယာဆိုင်ကိုပြောင်းပြီးတော့နေရမှာလားအရိယာဆိုင်ကိုပြောင်းပြီးတော့ခန္ဓာမှာပေါ်တဲ့ဓမ္မတွေပေါ်တိုင်းကိုနောက်ကတတိတံစင်ညာလက်ကင်ထားပြီးတော့ညှောင်းထိုင်ချက်သွား၄ပါးစလုံးကိုနောက်ကအသိလိုက်ပေးနေရတတိနဲ့ပညာနဲ့လိုက်ပေးနေရနော်လိုက်ပေးနေရဘာဝိတ္တဘုဒ္ဓကထာကျိန်ဖန်များစွာပွားပေးနေမယ်ဆိုရင်အရှင်ဘုရားတို့ဘဝမှာဖြစ်ရမယ့်ဓာဘာရနဲ့ဖြစ်နေမှာလားများမှာနေပါသူကတပည့်တော်တို့ဝိပဿနာမက်ဇောကြောင့်ကြားတဲ့ဟလာဒီအနေနေရဇောခုနှစ်ကျင်တော့လိုက်အဲ့ဒါလေးတစ်ချက်ဖောက်ပြောမယ်နော်ဝိပဿနာမဲ့တစ်ချက်ရှိလိုက်တာလေတစ်ချက်ရှိလိုက်တာလောကုတ္တရာမဲ့ကိုမရောက်သေးဘူးဝိပဿနာခန္ဓာမှာပေါ်တဲ့ဓမ္မလေးဖြစ်ပြီးပြတ်တယ်လို့တစ်ချက်မြင်လိုက်တာလေဇောခုနှစ်တန်လိုက်ဇောခုနှစ်တန်လိုက်တယ်ဆိုတော့အခုခုနှစ်ချက်ပါနော်နေတော့ဒီအခုရှင်များတို့ပြောတာနံပါတ်4pointရောက်သွားပြီနော်နံပါတ်4pointရောက်တယ်နောက်4pointရောက်သွားပြီ1 2 3 4 5ခုနှစ်ချက်ဖြစ်တဲ့ချက်ရှိလိုက်တာလေတက်ဆိုတော့ဇောခုနှစ်တန်လိုက်ဇောခုနှစ်တန်လိုက်အဲ့ဒီဇောခုနှစ်တန်ကဘယ်လိုလိုက်တာလဲထက်ဆိုပြီးပထမဖြစ်လိုက်တဲ့စိတ်လေးဖြစ်ပြီးပြည့်တယ်လို့ပြီးလိုက်တဲ့စိတ်လေးအဲ့ဒီစိတ်လေးကပထမဇောလို့ပေါ့နောက်ဆုံးဖြစ်လိုက်တဲ့စိတ်လေးကပထမဇောလို့ပေါ့အလယ်ကဘယ်လိုချက်လေဇော5ချက်လေဇော5ချက်အဲ့တော့စုစုပေါင်းဘယ်နှချက်လဲ9ချက်ပထမဖြစ်လိုက်တဲ့ဝိပဿနာမဲ့ကြောင့်ဖြစ်တဲ့ပူဇော်လေးဇော9တန်ဘယ်လိုလိုက်လဲပထမမဲ့ဇောဟာယခုပထမဘဝမှာအကျိုးပေးတာလေရှင်များတို့ကြီးဒါကြောင့်မို့ဘယ်နဲ့အသက်ရှင်ပြီးနေထိုက်တယ်လို့ပြောတာနော်အရှင်များတို့ဘဝမှာနေရတာဟုတ်လားမျက်နှာတုံးဆက်ဖြစ်မှာတော့ကပြည်လေဝါတွေချစ်ချင်းမိုးချင်းကြောင့်လူတိုင်းဟာဘာဖြစ်လဲဇာယတော်တော်ကိုဆိုတာပြရတော့ဇာယတော်တော်ကိုချစ်ချင်းမိုးချင်းကြောင့်ဘာဖြစ်လဲတောကကြီးဖြစ်နေတာလေအဲ့ဒီချစ်ချင်းမိုးချင်းကတောကကြီးဖြစ်နေတဲ့အကြောင်းကိုဖြတ်နိုင်တာကဝိပဿနာနဲ့အဲ့ဒီဝိပဿနာနဲ့ဖြတ်လို့ရှိရင်ဝိပဿနာနဲ့တစ်ချက်မြင်လိုက်တာနဲ့ပထမဆုံးပထမဘဝမှာအကျိုးပေးတယ်ပထမဘဝမှာဘယ်လိုအကျိုးပေးလဲကောင်းတဲ့ကုသိုလ်ဝိပတ်တွေအကျိုးပေးပါလေအဲ့တော့ဓမ္မနာဖြစ်တဲ့ဟာဘာဖြစ်လဲတစ်ချက်သိမ်းတာပေါ့အရှင်ကြားလို့ဘာဖြစ်လဲဘဝမှာဓမ္မနာဖြစ်မယ့်အရာတစ်ချက်ဘာဖြစ်လဲမသိဘူးလားကောင်းတဲ့အကျိုးပေးရလေကောင်းတဲ့အကျိုးပေးရဒါပထမဘဝမှာအကျိုးပေးနောက်ဝိပဿနာမဲ့တစ်ချက်ကလေးရှိလိုက်တာနဲ့ပထမဆုံးနောက်ဆုံးဖြစ်တဲ့စိတ်ကလေးကဒုတိယဘဝမှာအကျိုးပေးတယ်ဒုတိယဘဝမှာအကျိုးပေးနောက်အလယ်ဆုံး5ချက်ကြတော့တတိယဘဝကနေနိဗ္ဗာန်မရောက်မချင်းအဲ့ဒီဝိပဿနာမဲ့ဇောခုံတွေလိုက်နေပါလေမဲ့မျိုးစိတွေပါသွားတာနော်ရှင်တို့ဒါကြောင့်မို့ဘာဖြစ်လဲမထက်ဖလားထက်တယ်ဝိပဿနာမဲ့ကအဲ့လောက်ကြည့်တက်အဲ့လောက်ကြည့်ဝိပဿနာမဲ့တစ်ချက်ဖြစ်လိုက်တာနဲ့အဲ့ဒီဇောခုနှစ်တန်လိုက်တယ်အဲ့လောက်ကြည့်တက်အဲ့ဒီမှာမရှိတဲ့ပုံကများကိုပြောမယ်မရှိတဲ့ပုံကများကလည်းတစ်ချက်ဖြစ်လိုက်တာနဲ့ဒေါသစိတ်တစ်ချက်ဖြစ်လိုက်တာနဲ့လောဘစိတ်တစ်ချက်ဖြစ်လိုက်တာနဲ့မောဟစိတ်တစ်ချက်ဖြစ်လိုက်တာနဲ့ပုထုဇဉ်တို့တရားမှာဖြစ်တဲ့စိတ်ကဘာဖြစ်လဲအဲ့ဒီခုနှစ်ကြိမ်လိုက်တာပထမဘဝမှာအာဟုသူဝိပဿ
ဒုတိယဘဝမှာလေအကုသိုလ်ဝိပတ်နော်ဒီမှာလေသောငါချက်ကတတိယဘဝကနေနိဗ္ဗာန်မရောက်မချင်းအကုသိုလ်ဝိပတ်တွေပါဖြစ်လေလိုက်တယ်ဒါဆိုဒီလက်ကလန်းနဲ့ပဲပုရုဇဉ်တို့ရဲ့စကြနဲ့အရိယာဆိုင်ကြီးပွာသွားတာနဲ့ရှင်များတို့အကျိုးဝိပတ်လိုက်တာချင်းပါဖြစ်လေပွာသွားပြီဒါကြောင့်လို့ရှင်များတို့မကြောက်အောင်လည်းကြောက်အောင်ပါကြောက်ရင်ဘယ်လိုနေရမလဲမင်းနဲ့အသက်ရှင်ပြီးနေပါဒါကြောင့်မို့ဆိုလိုတဲ့ကောင်းစဉ်ကကြောက်ရွံ့တာဤတို့နေရပါသည်တပည့်တော်ကိုယ်တိုင်လေဒီကရွှေဦးမေဆရာတော်ကြီးပြောသလိုကြောက်လို့ဘာဖြစ်လဲမင်းနဲ့အသက်ရှင်ပြီးနေရပါတယ်ဒါကြောင့်မို့နေ့ကြီးစားတဲ့အခါမှာတပည့်တော်ပြောသွားပြီလေတပည့်တော်ဘာဖြစ်လဲမရှိမလားရှိသလားရှိတယ်တဘာရစ်လို့တဘာတူသေးလို့ဆိုပြီးတော့ဓမ္မမှာဘူရပြီးမရှိဘူးဘာကြောင့်ဘူရပြီးမရှိတာမရှိဘူးဆိုရင်အဲ့ဒီမှာဖြစ်နေတဲ့လောဘစိတ်ကဘာဖြစ်လဲကိုယ့်ကိုခိတ္တခဏတော့ဆင်းရဲသွားတယ်လောဘစိတ်ကတကယ်လို့ကိုကချမ်းသာနေတယ်ချမ်းသာနေကိုမရှိဘူးဆိုရင်ချမ်းသာနေခြင်းကြောင့်မာနတက်တဲ့မန်နေတက်လာတယ်အဲ့လိုမန်နေတက်မယ်ဆိုရှင်တို့လက်တွေ့တာမိမောင်းထုတ်ကြည့်လိုက်ကိုရင်မှာဘာဖြစ်လဲခုနကအရှင်များတို့အဲ့ဒါလေခုနေ့ပေါ့တဲ့ချောင်းကိုမျိုးထားတယ်ဒီနေ့တော့တာမထန်တယ်မဖြစ်နေဘူးလားအဲ့ဒီမထန်တယ်ကိုသူတော်ကောင်းစိတ်နဲ့အရိယာတွေစိတ်နဲ့ကြည့်လိုက်မယ်ဆိုရင်မထန်တယ်ကြီးကဘာဖြစ်လဲစိတ်ဆင်းရဲစရာကြီးပဲဒါကဟလာကိုကငါလုံနေနေကိုင်နေနေဆိုပြီးရှိနေတဲ့မာနတကယ်စိတ်ဒုက္ခကြီးပဲဒုက္ခအပြင်းစားကြီးပဲအဲ့ဒီဒုက္ခအပြင်းစားကြီးလာလို့ဒုက္ခပါလို့တိလဲတိကိုနောက်ကညနေကြည့်လိုက်ကိုအဲ့ဒီမာနကြီးကဘာဖြစ်သွားလဲခွေကြသွားပြီဆိုတော့မှချမ်းသာမှုအစိမ့်မှန်ကိုတွေ့ပြီးတာတုခေါ်နိုင်တာအဲ့တော့ကငါလုံနေနေငါကိုင်နေပါလေဆိုပြီးတော့မန္မနာကြီးကိုလည်းကတန်ချောင်းမျိုးသားကိုတောက်နေတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဒုက္ခကြီးကဘာဖြစ်လဲတူကြီးဖြစ်နေတာကိုပုရုဇဉ်တွေကသိသလားမသိဘူးဒါဆိုလို့ရှိရင်ပုရုဇဉ်ရဲ့တရားမှမသိတော့ဘဝမှာဘာနဲ့နေရလဲဒါပါလိုက်နေတယ်ဒါပေမဲ့ကိုယ့်ကိုယ်တော့ဘာဖြစ်လဲငါလုံနေနေငါကိုင်နေနေဆိုပြီးတော့သူဖြစ်နေတာအရိယာတွေဟလာအရိယာစကန်းကိုတွားပြီးတော့မနဲ့အသက်ရှင်သွားတဲ့ပုဂ္ဂိုလ်များကြတော့ဒါဟာလေကိုယ့်ကိုနှိမ့်ဆက်ပဲကြားမှာမသိဘူးလားသိတယ်လားသိလိုက်ပြီးတော့နောက်ကညံနေအငြင်းနေဒီကစိတ်ကလေးကိုဘာဖြစ်လဲခြိတိုင်းမှာခြိထားပြီးတော့သူထပ်မဲကျန်တာနဲ့ဟိုကတုံလဲဆိုတာသူထပ်မဲကျန်တာနဲ့တုံလဲဆိုလိုက်တော့သူပဲထွက်နိုင်သေးလေမထွက်နိုင်အောင်အဲ့ဒီစိတ်ကလေးကအဲ့ဒီခြိတိုင်းမှာဘာလို့ဝိပြီးငြိမ်သွားတာဝိပြီးတော့ထိုင်သွားတာပေါ့ငြိမ်သွားတာပေါ့အေးစေးသွားတာပေါ့ကြည့်မလားဘယ်ယောဂီများဒါဆိုလို့ရှိရင်လောကကြီးမှာနေဖို့ဘဝကိုဖြတ်တန်းတဲ့အခါမှာကာလဝိပက်နောက်ဖို့တက်မှာကြောက်လို့ပြဿနာပေါင်း16,000ဖြစ်မှာကြောက်လို့ကြောက်ရွေ့တာဤတို့နေရပါသည်ဘယ်လိုနေရမလဲမင်းနဲ့အသက်ရှင်ပြီးနေပါမင်းနဲ့အသက်ရှင်ပြီးနေပါနော်အဲ့တော့မင်းနဲ့အသက်ရှင်ပြီးနေတဲ့အခါမှာနောက်ဆုံးပိုင်းလေးတော့ရှင်များတို့အခုမင်းနဲ့အသက်ရှင်နေတဲ့အခါမှာရှင်များတို့ရဲ့ဟလာလိုက်ပုံနဲ့နေလေပြောပြသွားပြီနော်အဲ့တော့မင်းနဲ့အသက်ရှင်နေတဲ့အခါမှာရှင်များတို့သိတဲ့ဓမ္မလေးတွေကိုညီမထိုးအောင်မယ်တပည့်တော်တို့တဏှာရဲ့ဒိဋ္ဌိတင်နေယခုရှင်များတို့တပည့်တော်ကပါလေဒိဋ္ဌိဘလားလေတဏှာရဲ့ဒိဋ္ဌိတင်တဲ့အခါမှာရှင်များတို့ပြည့်ပြည့်နဲ့မင်းနဲ့ကြိုက်နေစဉ်တဏှာကြီးလုံးလုံးကိုတကယ်အလုံးလုံးတဲ့ပုဂ္ဂိုလ်ကိုခေါ်တယ်အဲ့ဒီလိုအလုံးလုံးတဲ့ပုဂ္ဂိုလ်ဟာဘယ်တရားလာကောင်းတဲ့တရားပဲဖြစ်ဖြစ်သိုးတဲ့တရားပဲဖြစ်ဖြစ်မရှိကောင်းသောဓမ္မပြည်တွေမရှိမမှတ်ကောင်းသောဓမ္မပြည်တွေမရှိလို့ပြောတဲ့အခါမှာအရှင်များတို့အခုဝမ်းပြတ်တဲ့လူမပြောဘူးနော်တပည့်တော်မဆိုလို့ဘူးဝမ်းပြတ်တဲ့လူကတော့ဝမ်းပြတ်တဲ့လက်တပည့်တော်သွားနော်တပည့်တော်တို့စီးသွားကျင်တာကိုတပည့်တော်ရှုခဲ့မှတ်ခဲ့ဘူးလေမပြောဘူးလားစီးသွားကျင်တာတပည့်တော်တို့ဘာဖြစ်လဲတွန်တေးတရားနာမရောက်ခင်ကနေရှုလိုက်တာဒါဘယ်နေရာတိတပည့်တော်ရအောင်ရှုရတယ်လေကိုဉဏ်ဂုံးတီဒီစိတ်ကလေးတွေပေါ်လိုက်ပြောက်သွားလိုက်တခြားစိတ်အစားထိုးလိုက်တခြားစိတ်ကိုကြည်လိုက်ပေါ်လိုက်ပြောက်သွားလိုက်အဲ့ဒီစိတ်သားခြင်းတဲ့စိတ်ကလေးလာလိုက်စိတ်သားတဲ့စိတ်ကိုကြည်လိုက်ပေါ်လိုက်ပြောက်လိုက်နေတယ်လို့ကိုဉဏ်ဂုံးတီလောင်တီအောင်ကျုပ်ခဲ့ပြီးတော့မှကိုဉဏ်ကိုကြော်ကြော်သွားမှာပဲကိုမှုကြော်ကိုဉဏ်ဂုံးတီအောင်တို့ပြောလို့ပါပဲလေအလဲထုတ်လိုက်ရတယ်နောက်ပြီးဆုံးအဲ့ဒီကိုဉဏ်ကိုကြော်သွားပြီဆိုမှအဲ့ဒီစိတ်ကတော့ပေါ်မလာတော့စိတ်သားခြင်းတဲ့စိတ်တော့ပေါ်မလာတော့မပေါ်မင်းနဲ့တခြားစိတ်တွေကိုပဲအင်းရောက်တဲ့ကြည့်ရှုလိုက်တော့အိမ်လေးဆောင်လေးရောက်တော့အဲ့ဒီစီးသွားခြင်းတဲ့စိတ်ကလုံးဝမရှိဘူးတပည့်တို့ကြည့်လိုက်တယ်အရင်စီးသွားခြင်းလို့တပည့်တို့ရှုလာခဲ့တဲ့အခါကျတော့သူ့ကိုကြည့်လိုက်တော့အဲ့ဒီစီးသွားခြင်းတဲ့စိတ်ကလုံးဝပျောက်သွားစိတ်ထဲမှာအော်ငါစီးညာခန်းသွားသလားလို့ထင်ရနော်ယောဂီများတော့မခန်းပါဘူးညံနေတာတောင်းနေစီးလည်းမခန်းဘူးစီးဒီလိုမှတ်လာလို့အချိန်မှလို့စီးဝေဒနာလည်းမဖြစ်ဘူးလို့တမတ်ချက်တာယုံကြည်ဆောင်လည်းလုပ်နေပြီပါနော်
နောက်ချက်ကဘာလဲဆိုတော့တပည့်တော်တဏှာကြီးဒိဋ္ဌိတင်တဲ့အခါမှာကြီးသွားခြင်းလေထသွားရမှာလားရှုရမှာလားအဋိဋ္ဌံကတဏှာကြီးနိုင်အောင်ရှုဖို့နော်နောက်ချက်ကဝမ်းသွားခြင်းလေဝမ်းသွားခြင်းလို့ရှိရင်အဋိဋ္ဌံကဘာဖြစ်လဲတဏှာကြီးဒိဋ္ဌိတဏှာကြီးမှာဝမ်းသွားခြင်းလေဆိုတော့အရှင်တို့ထသွားရမှာလားဝမ်းသွားခြင်းလေဒါဝမ်းပြတ်တဲ့လူတွေမပြောဘူးရိုးရိုးဝမ်းသွားခြင်းတဲ့စိတ်ကလေးလာတယ်အဲ့ဒီခါမှာထသွားရမှာလားနောက်ကညနေကြည့်ရမှာလားတပည့်တော်မိနစ်90ကြာအောင်ချစ်မှတ်ခဲ့ဘူးပါလေအဲ့ဒါဘာမှလဲဆိုတော့ထောက်ကြံ့တာလားဒေါ်သေးလို့ထောက်ကြံ့အောင်ဒုက္ခဓမ္မရိတ်တာမှာအဲ့ဒီမှာတဏှာကြီးထိုင်နေတဏှာကြီးအဋိဋ္ဌံတဏှာကြီးအဋိဋ္ဌံမှာ7မိနစ်လေကြာလဲကြာတော့ဝမ်းသွားခြင်းတာမှာဇောကျွေးကားတယ်ပြန်လာအရှင်ကဝမ်းသွားခြင်းဆိုဇောကျွေးကားတယ်မပြန်ဘူးလားဝမ်းသွားခြင်းတော့သွားရင်သွားရမသွားရင်ဘာဖြစ်လဲဟာစူးစူးရောခန္ဓာကိုယ်တစ်ခုကဇောကျွေးတွေပြန်လာပြန်လဲပြန်တော့ငါထသွားရမှာငါဝမ်းသွားခြင်းငါထသွားရမိနစ်90တောင်လို့သေးတယ်ငါထသွားရထသွားရင်လေဆရာတော်ကဆရာအရှင်ဘုရားတို့ပြောတယ်လေဟိုတော့မာနခံနေတဲ့ဆရာမကြီးကဘာဖြစ်လဲကိုကိုလျှောက်ကြတာဆိုလို့လျှောက်ပြတဲ့အခါမှာငါ့ကိုဆရာတော်ကဟာလားစံပြုပြီးလျှောက်ပြပါဆရာလေးကိုလျှောက်ပြခိုင်းပါနေတယ်ငါကအခုဟာလားငါမိနစ်90တောင်လို့သေးတာငါကဝမ်းထသွားလိုက်မယ်ဆိုရင်ငါကအလက်ကားဖြစ်သွားမှာပေါ့ဆရာတော်လေဘယ်ကောင်းတော့မလဲဒီလိုမဖြစ်ဘူးဟာလားဆရာတော်ကလည်းဒီလိုမျိုးလျှောက်ခိုင်းတဲ့အတွက်ငါလည်းဘာဖြစ်လဲဒါဒီလိုမျိုးစံပြပုဂ္ဂိုလ်ပြန်ငါကြိုးစားရမယ်မဖြစ်ဘူးအဲ့တော့မဖြစ်ဘူးဆိုဒီစိတ်ကိုငါရှုရမယ်ဆိုတော့ခါဒီစိတ်ကိုဘာဖြစ်လဲအလဲထုံးမိနစ်90ကျော်ရှင်ပြောစဉ်းစားကြည့်လေဘယ်လောက်ရှုရသူပေါ်တိုင်းရှုတော့ချင်းကားနဲ့ပြန်ရှုခန္ဓာကိုယ်တစ်ခုလုံးချွေးစည်းချွေးပေါက်လေကြာလာတဲ့ဒီဘာဖြစ်လဲမမှတ်အောင်လားမှတ်ရတော့မိနစ်9ဒီခုနကမိနစ်60မှာ7မိနစ်ကလုံးဝမမှတ်ရဘူးမိနစ်90မှာအဲ့ဒီဝမ်းသွားခြင်းတဲ့စိတ်ကိုမှတ်ရတော့အဲ့တော့မိနစ်60ပြည့်ခဲ့နေလောက်မှာပြည့်ခဲ့နေဆရာတော်ကမောင်းခောက်တော့မယ်ဆိုပြီးတော့အထွက်ကြမှာလေကြည့်ဆိုပြီးအခန်းတစ်ခါကိုဖွင့်ပြီးအထွက်ကြမှာပဲဆရာလေးလည်းအဲ့ဒီဝမ်းသွားခြင်းတဲ့စိတ်ကလုံးဝနိုင်သွားတယ်ပျောက်သွားတယ်နော်ဝေဒနာတွေအားလုံးချုပ်သွားတာလည်းလို့ရှိမှလည်းမမေးနဲ့မဟုတ်ဘူးဝေဒနာတစ်ခုချုပ်ပြောမယ်နော်ဝေဒနာတွေအားလုံးချုပ်သွားတာမဟုတ်ပါဘူးဝေဒနာတွေအားလုံးချုပ်သွားတာနဲ့ဝေဒနာတစ်ခုချုပ်အောင်ချုပ်တယ်ဆိုတော့လည်းရှင်တို့ကိုယ်လဲသိပါစီဝေဒနာအားလုံးချုပ်သွားတာကိုအဲ့ဒီချိန်မှာဆိုလိုတာမဟုတ်ပါဘူးဝမ်းသွားခြင်းတဲ့ဝေဒနာတစ်ခုချုပ်သွားအဲ့တော့ဝမ်းသွားခြင်းတဲ့စိတ်ကတဏှာရည်ဋိဌာန်လို့တပည့်တော်အလဲထုံးအောင်လားထုံးရလားထုံးရတယ်အဲ့ဒီမှာအသက်ကြီးတဲ့လူတော့မပြောပါဘူးငယ်တဲ့လူတွေကအဲ့လိုမျိုးဖြစ်ချစ်တယ်ဆိုရင်ရှင်များတို့သိသွားခြင်းတဲ့စိတ်ကိုလည်းနိုင်အောင်ရှုဝမ်းသွားခြင်းတဲ့စိတ်ကဒီအသက်ကြီးတဲ့လူတွေကတော့မထိနိုင်တော့ဘူးပေါ့နော်ဒါကမဆိုလိုပါဘူးနော်ငယ်တဲ့လူတွေအင်အားမရှိဘူးလားနော်အဲ့ဒီချိန်တော့တပည့်တော်တို့က40စုံစုံလေးရှိသေးတာအင်အားရှိတယ်လေအင်အားရှိတယ်ဒါပေမဲ့အခုလေတပည့်တော်တို့အခုဝမ်းသွားခြင်းတဲ့စိတ်အခါလေးကိုထိုင်နေပဲဖြစ်တာပဲဖြစ်တဲ့အခါကလေရှုတော့ရှုနိုင်သေးတာပဲလေအခုချိန်ကြီးတော့မရှိနိုင်တဲ့ချိန်တော့လည်းမရှိနိုင်ဘူးပေါ့လေဒါနိုင်ပြီးတော့ရှိနိုင်တယ်ဦးစင်းပြောတာမှတ်ထားပါနော်တို့ယောဂီများမှတ်ထားပါတပည့်တော်ကရှော့ပြောတယ်သူကတင်းပြောတယ်ဟုတ်ပါလိမ့်ရှင်ဗျာနော်အဲ့တော့ဒါသူကိုယ်တိုင်လက်တွေ့ကြည့်ရှုခဲ့တဲ့အကြောင်းဖြစ်ပါလေနော်ဒါကြောင့်မလို့ဒါတွေကိုအရှင်တို့လက်တွေ့အသုံးချပေးပါကြောက်လို့ရှိရင်ဘာလို့ရမလဲမဲ့နဲ့တက်ရှင်ပြီးတော့နေကြရပါမယ်နော်ဒါတစ်ချက်ဝမ်းသားခြင်းနဲ့စိတ်ကလေးကြီးကြီးစားခြင်းနဲ့စိတ်ကလေးကိုရှင်များတို့ရှုပါလို့တဏှာဤဒိဋ္ဌံမှာတဏှာဤဒိဋ္ဌံကိုအောင်မြင်အောင်ရှုပါအဲ့တော့တပည့်တော်တို့ပရမတ္ထတရားဘယ်နှပါးရှိလဲ၄ပါးကဘာတွေတော့ဟုတ်ပြီသင်္ခါရပရမတ္ထ၃ပါးကဘာတွေတော့စေတသိက်ယောပြောပြီနော်သင်္ခါရပရမတ္ထ၃ပါးကိုဘာကြောင့်ပြောတာလို့သူဟာဖြစ်ပြီးပြတဲ့သဘောရှိတယ်စိတ်ကိုကြည့်လိုက်တော့လေရုပ်ကိုကြည့်လိုက်တော့လေစေတသိက်ဆိုတာစိတ်ကြောင့်ပေါက်ထွက်သွားတဲ့စေတသိက်ကိုကြည့်လိုက်တော့လေဖြစ်ပြီးပြတယ်ဆိုသင်္ခါရနေမြင်မှာလားအသင်္ခါရနေမြင်မှာလားဒါကြောင့်မို့ဘာပြောလဲတခါရကဲကိုပြည့်သင်္ခါရပရမတ္ထ၃ခုအသင်္ခါရပရမတ္ထတစ်ခုဘာလဲအသင်္ခါရနိဗ္ဗာန်တကယ်ရှိတဲ့တရားမလို့ပရမတ္ထထဲမှာတည့်ဒီဟာလည်းတကယ်အရှုခံဓမ္မတွေတကယ်ရှိတဲ့ဓမ္မတွေသူငါယောက်ျားမင်းမပုဂ္ဂိုလ်တတ်တော်ငါပစ္စည်းငါဥစ္စာမဟုတ်လို့တကယ်ရှိတဲ့တရားမလို့သူ့ကိုပရမတ်ထဲမှာတည့်သူဟာသင်္ခါရနေမြေထဲမှာရှိလို့သူ့ကိုသင်္ခါရပရမတ်
သူကကြတော့ရုပ်ကြတော့အတိတ်ကတ္တနေနေမှာဒီစိတ်စိတ်ရုပ်တွေချုပ်သွားတဲ့နေရာကိုရောက်သွားမှလာလေအတိတ်ကတ္တနေနေကိုရောက်သွားမှမလို့သူ့ကိုနေတယ်အဲ့ဒီနေပံကအတိတ်ကတ္တနေနေထဲမှာထည့်လို့အတိတ်ကတ္တပရမလို့ခေါ်တယ်ရှင်းပြီလားပရမတ္ထတရားဘယ်နှပါတော့ရှင်းမဲ့တရားဘယ်နှပါတော့မရှိမဲ့တရားကတပါသူကဒီရှိမဲ့တရားသုံးပါးကိုချုပ်လိုက်လို့ရှိရင်ဆက်ရောက်သွားမှအဲ့ဒီနေပံအတိတ်ကတ္တနေနေကိုသင်္ခါရနေနေကနေအတိတ်ကတ္တနေနေကိုရောက်သွားမှနော်ဒါဆိုရှင်းပြီနော်အခုရှင်ပြားလို့ရှုနေတာဘာတွေတော့ဒီစိတ်စိတ်တိတ်ကျုပ်ပဲတနည်းနဲ့ကြိတ်ကြရောခန္ဓာ၅ပါးကိုကြိတ်ကျုပ်လိုက်တော့ဇုံနဲ့စိတ်စိတ်တိတ်ကျုပ်မှာစိတ်နဲ့စိတ်တိတ်ကနာကျုပ်ကယုံနာနဲ့ယုံဒါပါပဲနာနဲ့ယုံကိုတခါအကြိတ်ချုပ်လိုက်တော့ဖြစ်ပြကိုအကြိတ်ချုပ်လိုက်တော့နေဆာမှာနေဆာများတယ်လို့ဆိုမှလားလို့ပြောတယ်လေရှင်းပြီတော့မများပါဘူးနော်ဒါဆိုအရှင်များတို့ဒါလေးကိုရှင်းပါပြီအဲ့တော့တပည့်တော်တို့ဟုတ်လားတရားထိုင်ရှိမှတ်တဲ့အခါမှာထားကောင်းသောမာနတရားထိုင်ရှိမှတ်တဲ့အခါမှာဘာဖြစ်လဲထားကောင်းသောမာနဆိုတာမထားကောင်းပါဘူးပေတတ်တဲ့တရားဖြစ်သို့တော့ထားကောင်းသောမာနရှိဘယ်လိုမာနလဲသူလေပခုံးတစ်ဖက်ကြားမှာခေါင်းပေါက်တဲ့ပုဂ္ဂိုလ်သူလေတရားရထားတယ်ဆိုရင်ငါလေပခုံးတစ်ဖက်ကြားမှာခေါင်းပေါက်တဲ့ပုဂ္ဂိုလ်ပဲငါလေတရားရအောင်ကြိုးစားမယ်သူ့ကြောင့်ရသေးတာပဲငါလေဒီတွေ့တာပဲသူလေဒီပဲငါလေကြောင့်ကြိုးစားမယ်ဆိုရင်မာနထားလို့ရပါတယ်ထားကောင်းသောမာနအဲ့ဒီမာနထားပြီးတော့ရှင်များလို့ဟုတ်လားတပည့်တော်တို့မက်ဆေ့ပုံဖြစ်အောင်လုပ်လို့ရပါတယ်ထားကောင်းသောမာနမထားကောင်းသောမာနတော့သူကစီးပွားရေးတအားဖြစ်တယ်ငါလည်းသူ့လိုလုပ်အဲ့ဒါကြောင့်ဘာဖြစ်လဲလောဘအကြီးစားဥပါဒံလောဘကနေပေါက်တဲ့ဥပါဒံဖြစ်လဲဖြစ်ပေါ်ကာယကံဝစီကံနဲ့မနောကံနဲ့ကြိုးစားလိုက်တာဘာဖြစ်လဲအပေစာတိအဲ့ဒါမထားကောင်းသောမာနရှင်းပြီနော်ထားကောင်းသောမာနမထားကောင်းသောမာနခွဲခြားတတ်ပြီလားတို့ယောဂီများအိမ်ငိုက်နေသေးလားငါပြီနော်ဥပ္ပါဘူးပြောသွားလေဟုတ်ပြီဒါဆိုရှိနောက်တစ်ချက်ထားကောင်းသောလောဘထားကောင်းသောလောဘကဘာလဲငါတရားရချင်တယ်ငါတရားရချင်တရားရအောင်ငါလုံးမဖြစ်မယ်တရားရအောင်လုံးမဖြစ်ထားကောင်းသောလောဘဒီလိုစံနှရာကထားကောင်းပါလေဒီလိုလောဘမျိုးဟာထားကောင်းပါလေဒီလိုစံနှရာကရှိတဲ့ဒီများမှာသာလေတရားရပါတယ်တရားရပါတယ်နော်အဲ့တော့မထားကောင်းသောလောဘကဘာလဲသူကဘယ်လိုလုပ်လိုက်တာသွားကြည့်တယ်ကြီးဝါသွားတာကြီးဝါသွားတာဘေးနေမှာဘယ်လိုတော့အခွက်ပြီးတော့ဘာတွေထောသွားတာဘယ်တော့တော့အများကြီးသွားတာငါလေးလုံးမရဲ့သူ့လိုမျိုးသူ့ထက်ကြောက်အောင်ငါလုပ်ငါလည်းသူ့လိုအများကြီးအောင်လုပ်အဲ့ဒါကမထားကောင်းတော့လောဘအဲ့လိုထိုင်းနေသိသားမယ်ဆိုလောဘကြောင့်ပြီးပိဋကဖြစ်တယ်ခုနမာနကြောင့်ပြီးမထားကောင်းသောမာနကြောင့်ပြီးဘာဖြစ်မလဲအတူတကယ်ဖြစ်ပေါ့မာနကြီးပြီးတင်သွားလိုက်တာအတူတကယ်ပိဋကအကြီးစားဖြစ်နော်ကဲအဲ့တော့ထားကောင်းသောမာနထားကောင်းသောလောဘထားကောင်းသောဒေါသနားမျက်စိရောလေကားပြီတို့ယောဂီများမျက်စိလေကားပြီလားဒီတို့ယောဂီများတပါးရှိနေဘယ်လဲမလဲကြာတပါးဒီလောက်ပြနေမှာတော့တို့ယောဂီများဘာနေကြရှိလို့လဲနော်အဲ့တော့အစီအဘာဖြစ်လဲဒါပဲပြောအောင်ဒီနေ့လိုက်ဆရာကောင်းတဲ့ဘိုးဘုရားရဲ့တပည့်တွေဘလို့ဖဲကောင်းပိုင်မယ်နော်ဒါမျိုးလေးပြောထားကောင်းသောဒေါသထားကောင်းသောဒေါသဘာလဲတို့ဘာဖြစ်လဲတို့တောင်းလိုက်တယ်ပြင်လိုက်တယ်တောင်းလိုက်တယ်ပြင်လိုက်တယ်ဆိုနိဗ္ဗာန်ကိုမြင်နိုင်တယ်အဲ့တော့နိဗ္ဗာန်ကိုမြင်ခြင်းနဲ့မပြောင်းဟိမပြင်ဘူးဟိဆိုဒေါသအလူသားကိုယ်တိုင်မှာဖြစ်တာနိဗ္ဗာန်ကိုမြင်ခြင်းလို့မပြောင်းဟိမပြင်ဘူးဟိနိဗ္ဗာန်ကိုငါမြင်ရအောင်ကြိုးစားမယ်မပြောင်းမပြင်ဘူးမပြောင်းဟိမပြင်ဘူးဟိဆိုတာကိုယ်တိုင်မှာဖြစ်လာတဲ့ဒေါသအလူသားအဲ့ဒီဒေါသအလူသားဟုတ်လားဒီလိုမျိုးမပြောင်းမပြင်ဘူးငါတို့နိဗ္ဗာန်ကိုမြင်ခြင်းလို့မပြောင်းမပြင်ဘူးဒါမှဟုတ်လားမပြောင်းမပြင်မှာတင်းနေနေသိမယ်လို့ပြောတယ်ဆရာသမားဒီတော့ငါတို့မပြောင်းမပြင်ဒီလိုမပြောင်းမပြင်ဘူးဆိုတော့ဒေါသအလူသားလေးဟာဘာဖြစ်လဲထားကောင်းသောဒေါသထားကောင်းသောဒေါသအဲ့လိုမှမဟုတ်ဘဲနဲ့ဘာဖြစ်လဲငါတော့ဘာဖြစ်လဲနာနေပြီတော်နာနေဆရာသမားစူခြင်းလဲစူမစူခြင်းလဲစူနေတော့ငါတော့ငါမရှိတဲ့ဆန္ဒရကလည်းမပယ်နိုင်တော့ငါတော့ပြောင်းတော့မယ်ဆိုပြီးတော့ဘာဖြစ်လဲကိုယ့်ကိုမနှောနဲ့ကြံစီတယ်မစီနဲ့တော့မျက်လို့မရဘူးပေါ့
ဘာဖြစ်လဲကာယကံနဲ့ဟောတိုင်းသူလည်းဘာဖြစ်လဲပျောက်ဆရာသမားမေမေကငါတို့မြင်မြင်ပြောင်းပါသူပြောင်းလိုက်တော့ဘာဖြစ်လဲအဲ့ဒါပဋ္ဌာန်းကောင်းတော့ဒေါသသိပြီလားခွဲတတ်ပြီလားဟာဟိုးလိုက်တာကျ10မိနစ်ကျော်သွားပြီရှင်များလို့10မိနစ်ကျော်နိုင်လည်းမကြည့်ပြီအဲ့တော့ရှင်များလည်းဘာဖြစ်လဲဘဝမှာဗြဟ္များမှာကြောက်တယ်ဆိုရင်နော်ဘဝမှာနေပြီးမကောင်းမှာကြောက်တယ်ဆိုရင်ဘာဖြစ်လဲမဲနဲ့အသက်ရှင်ပြီးတော့နေရမယ်အဲ့လိုမဲနဲ့အသက်ရှင်ပြီးနေတဲ့အတွက်ကြောင့်မလို့ကိုယ်ဆင်းရဲဖြစ်တော်ညာလဲစိတ်ဆင်းရဲဖြစ်ပါမလားမဖြစ်ဘူးမဲနဲ့အသက်မရှင်မဲနဲ့ပုထုဇဉ်တစ်ချက်မှာနေတဲ့ပုဂ္ဂိုလ်များကြတော့ကိုယ်လည်းဆင်းရဲမယ်စိတ်လည်းဆင်းရဲမယ်နော်အရိယာဆိုင်မှာနေတဲ့ပုဂ္ဂိုလ်များကြတော့ကိုယ်ဆင်းရဲတော့လည်းပဲစိတ်မဆင်းရဲဘူးအဲ့တော့သူကဟာလာခုနကပုထုဇဉ်တစ်ချက်မှာနေတဲ့ပုဂ္ဂိုလ်များစိတ်နဲ့ချက်စုတယ်ကိုယ်မှာကောစုစိတ်မှာကောစုအရိယာဆိုင်မှာနေတဲ့ပုဂ္ဂိုလ်များဘာဖြစ်လဲကိုယ်မှာပဲတစ်ချက်စုမယ်စိတ်မှာဘာဖြစ်လဲမနာရဲကျင်တယ်လို့မခံစားရတဲ့အတွက်စိတ်မှာစုပါမယ်စိတ်မှာမစုရင်ရှင်များတို့သက်တောင့်သက်တာနဲ့တွားနိုင်ပါလေလူယောဂီများနော်အဲ့ဒါဆိုကြောက်၍ဘယ်လိုနေရမလဲမင်းနဲ့အသက်ရှင်ပြီးနေကြရမှာလေပဲဒါဆိုရင်ရှင်များတို့ရှင်းပါမယ်နော်အဲ့တော့ကိုယ့်ကိုတာလူခွန်နိုင်အောင်ကြိုးစားကြပြီးတော့ဘဝမှာဟဲ့လားဓာဘာရတွေမဖြစ်အောင်ဒုက္ခဖြစ်ရောဒုက္ခဒေါမနတွေဖြစ်အောင်အနိဒုက္ခကြီးကိုမခံစားရအောင်ကြောက်၍မင်းနဲ့တက်ရှင်ပြီးနေဖို့တိုက်တွန်းလို့ဆိုရင်းနဲ့ပဲနောက်ဆုံးသေခါရနေမီမှအတေခရနေမီတို့အမြဲဆုံးရောက်တဲ့ဘုရုစေစကြမှာဖယ်ခွာ၍အရိယာဆံရည်တို့အမိရရအောင်ပြောင်းနေကြပါစေတည်းသာဓုသာဓုဘရဝကတိတရားကိနေကြပါစေတတ္တဝမှန်တည်းတရားပြနေကြပါစေလက်ဆောင်ပြပူဇော်ကြောကြပါစို့ဘုဒ္ဓဥဒေဝီဓမ္မေ